ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်တန်းနိုင်စကားဝိုင်းကနေပြီးတော့နှုတ်ခွန်းဆက်တာလိုက်ပါတယ်ဒီ2025ခုနှစ် March လ15ရက်နေ့မြန်မာစံတော်ချိန်ညနေ6နာရီမှာစတင်ပြီးတော့ live ပြုလုပ်တာပဲဖြစ်ပါတယ်ဒီနေ့စကားဝိုင်းကိုတော့ဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG လုံသမားဝင်ကြီးဌာနကဦးဆောင်တဲ့အစိုးရအလုပ်ရှင်အလုပ်သမားသုံးပွင့်ဆိုင်ကိုယ်စားလှယ်အဖွဲ့ကကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်ဆိုတော့ဒီ live talk show ဆွေးနွေးပွဲခေါင်းစဉ်ကတော့ဒီ ILO ရန်နီယာမှတဆင့်ဒီအကြမ်းဖက်စစ်ကောင်စီကိုအမြင့်ပြတ်ဖြိုချရေးအတွက်ဆွေးနွေးပြောကြားသွားမှာပဲဖြစ်ပါတယ်ကျွန်မနာမည်ကတော့မခိုင်တင်စာအေးပါတော်လည်းရဲဘော်တွေကတော့မဖောင်ရိုးလိုပဲသိကြပါတယ်မြန်မာနိုင်ငံအလုပ်သမားတပ်ပေါင်းစု MLA ရဖြစ်ပါတယ်ရှင်ဆိုတော့ကျွန်မဒီဆွေးနွေးမယ်ဒီသုံးပွင့်ဆိုင်ကိုယ်စားလှယ်များနဲ့မိတ်ဆက်ပေးဖို့အတွက်ကိုကျွန်မအနေနဲ့ဖိတ်ခေါ်ပြစေရှင်အရင်ဦးဆုံးကျွန်မဦးကျော်နီကိုဖိတ်ခေါ်ပြစေရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကျော်နေဖြစ်ပါတယ်မြို့သားညီညွတ်ရေးအစိုးရအလုပ်သမားဝန်ကြီးဌာနမှာဒုတိယဝန်ကြီးတာဝန်ယူထားပါတယ်အားလုံးတွေ့ရတော့ဝမ်းသာပါတယ်ဟုတ်ကဲ့ပါဝင်ကြီးတွေ့ရတော့ဝမ်းသာပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်မဒေါ်ခိုင်စာအောင်ကိုမိတ်ဆက်ပေးဖို့အတွက်ဖိတ်ကြားပြစေရှင်မင်္ဂလာပါကျွန်မနာမည်ကတော့ခိုင်စာအောင်ပါကျွန်မကမြန်မာနိုင်ငံလုံးဆိုင်ရာလုံသမားသမဂ္ဂများအဖွဲ့ချုပ် CTUR မှာဗဟိုလုံမှုဆောင်ဖွဲ့ဝင်တူဖြစ်ပါတယ်ကျွန်မကတော့ဒီမြန်မာနိုင်ငံကုန်ထုတ်နဲ့စက်မှုလက်မှုလုံသမားများအဖွဲ့ချုပ် IWF မှာတော့ဥက္ကဋ္ဌတာဝန်ကိုထမ်းဆောင်ပါတယ်မြန်မာနိုင်ငံလုံသမားတပ်ပေါင်းစုရဲ့အဖွဲ့ဝင်လည်းဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ဆက်လက်ပြီးတော့ဦးအောင်မျိုးတန်းကိုဖိတ်ခေါ်ပြစေရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်ကတော့အောင်မျိုးတန်းဖြစ်ပါတယ်မြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ MEO ရဲ့ဥက္ကဋ္ဌတာဝန်ကိုယူထားပါတယ်ခင်ဗျာအားလုံးတွေ့ရတာဝမ်းသာပါတယ်ဟုတ်ကဲ့ပါဦးမွေမှုတင်ကိုဖိတ်ခေါ်ပြစေရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကဝေမှုကျန်မှာကျွန်တော်စာရေးဆရာကဗျာဆရာတယောက်လည်းဖြစ်ပါတယ်ကျွန်တော်ထုတ်ဝေသူတယောက်လည်းဖြစ်ပါတယ်ပေါ့နော်အခုတော့ကျွန်တော်ကဒီမြန်မာလုပ်ငန်းရှင်များအဖွဲ့ MBF ကကအထွေထွေတွင်းမှုတာဝန်ယူထားပါတယ်အားလုံးတွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ဒီ live ဆွေးနွေးမှုရဲ့ဒီအကျဉ်းချုပ်ကိုကျမအနေနဲ့စတင်ပြီးတင်ပြပြစေကျမတို့ဒီမြန်မာနိုင်ငံက2021ခုနှစ်ဖေဖော်ဝါရီလကနေစစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်ကနေစပြီးတော့အခြေခံအလုပ်သမားအခွင့်အရေးလူအခွင့်အရေးဆိုးရွားစွာချိုးဖောက်ခံနေရပါတယ်ဆိုတော့ပြည်သူလူထုတရက်လုံးကဒီစစ်တပ်ရဲ့နှီးမျိုးစုံဖိနှိပ်မှုတွေဖမ်းဆီးမှုတပ်ဖြတ်မှုဒီအကြမ်းဖက်လုပ်ရက်တွေကိုနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဒီပြည်တွင်းပြည်ပမှာရှိတဲ့အလုပ်သမားတို့တရက်လုံးအပြင်ဒီအလုပ်ရှင်တွေကလည်းဖိနှိပ်မှုကိုကြုံတွေ့နေရပြီးတော့အလုပ်သမားအလုပ်ရှင်အခွင့်အရေးတွေကလည်းဆုံးရှုံးနေရပါတယ်အခုလက်တလောအခြေအနေမှာဆိုရင်ဒီမြန်မာနိုင်ငံမှာရှိတဲ့လူငယ်အများစုကအကြမ်းဖက်စစ်တပ်ရဲ့အဓမ္မစစ်သားခိုင်းစေမှုတွေစုစားမှုတွေပေါ်တာဆွဲတာတွေပေါ့လေဒါတွေကိုပြုလုပ်နေခြင်းကိုခံနေရတယ်ပြီးတော့အလုပ်ကိုင်နဲ့ပညာသင်ကြားခွင့်အခွင့်အလမ်းတွေလည်းဆွတ်လွတ်ပြီးတော့ထွက်ပြေးတိမ်းရှောင်နေရတဲ့အနေအထားရှိပါတယ်လုပ်ငန်းခွင်တွေမှာလည်းဒီလောကဆုံးရှုံးမှုတွေများစွာဖြစ်ပေါ်နေပြီးတော့ဒီစီးပွားရေးလုပ်ငန်းတွေကလည်းကောင်းစွာလက်ပတ်လုပ်ကိုင်နိုင်တဲ့အနေအထားမရှိတော့ဘဲနဲ့နိုင်ငံစီးပွားရေးဟာဒီအနှိမ့်ဆုံးအခြေအနေကိုရောက်ရှိနေပါတယ်ဒီလိုအခြေအနေတွေဖြစ်ရတဲ့အဓိကတရခံကအကြမ်းဖက်စစ်အုပ်စုတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီအကြမ်းဖက်စစ်အုပ်စုကဒီအခြေခံအခွင့်အရေးချိုးဖောက်မှုတွေနဲ့အကြမ်းဖက်မှုတွေအပေါ်မှာအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ကနေပြီးတော့ထိရောက်တဲ့အပြစ်ပေးအရေးယူမှုတွေကိုဘာကြောင့်ပြုလုပ်ဖို့လိုအပ်တယ်လဲကျူးလွန်မှုတွေအပေါ်မှာအရေးယူနိုင်ရေးအတွက်ကို NUG ရဲ့သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်အဖွဲ့ကနေဘာတွေကြိုးပမ်းဆောင်ရွက်နေလဲဒီစစ်အုပ်စုကိုဘလို့နည်းတွေနဲ့အရေးယူနိုင်မလဲဆိုတာကိုဒီနေ့စကားဝိုင်းကနေဆွေးနွေးပြောကြားသွားမှာပဲဖြစ်ပါတယ်ဒီ ILO မှာ NUG သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်အဖွဲ့ကို ILO ကအတိမတ်ပြုတ်ပေးဖို့ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့လည်းနောက်ဆွေးနွေးပွဲတွေမှာပြုလုပ်ပြီးတော့ဒီတင်ပြဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ဆိုတာကျွန်မအနေနဲ့သတင်းစကားပါကျင်ပါတယ်ဆိုတော့အခုလက်ရှိအခြေအနေကိုပြောရမယ်ဆိုလို့ရှိရင်လည်းဒီ2025ခုနှစ် March လ10ရက်နေ့ကနေစတင်ပြီးတော့ ILO Geneva ရုံးချုပ်မှာဒီအုပ်ချုပ်ရေးအဖွဲ့ governing body အစည်းအဝေးကိုလည်းပြုလုပ်ကျင်းပနေပါတယ်ဒီအစည်းအဝေးပွဲမှာဒီနိုင်ငံတကာ ILO သုံးဖွဲ့ဆိုင်ကိုယ်စားလှယ်တွေကနေပြီးမြမအရေးကိုတင်သွင်းဆွေးနွေးသွားမှာပဲဖြစ်ပြီးတော့လာမယ့် March လ18-19ရက်နေ့အစည်းအဝေးပြီးဆုံးတဲ့အခါမှာဒီစစ်ကောင်စီကိုထိရောက်တဲ့အရေးယူမှုမျိုးတွေနဲ့အကောင့်ထဲပေါ်ဖို့အတွက်ကိုမြန်မာပြည်သူတွေ
အလုပ်သမားပြည်သူတွေအားလုံးကလည်းလိုလားပြီးတော့ဆန္ဒထုတ်ဖော်မှုတွေတောင်းဆိုမှုတွေလည်းပြုလုပ်နေပါတယ်ဒါကလက်တလောအခြေအနေနဲ့အခု live talk show ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကိုကြည့်ရှုနေတဲ့အလုပ်သမားပြည်သူတွေကိုဆွေးနွေးတင်ပြခြင်းပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျွန်မအနေနဲ့ဒီ speaker တွေကိုမေးခွန်းမေးပြစေဆိုတော့ဒီ2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကနေစပြီးတော့စစ်ကောင်စီကနေမတရားအာဏာသိမ်းပြီးတဲ့နောက်မှာအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းမရှိဘူးအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့အခြေအနေတွေကိုဆွေးနွေးတင်ပြပေးပါရန်နဲ့ကျမတို့ဒီအစိုးရအလုပ်ရှင်အလုပ်သမားသုံးပွင့်ဆိုင်ကိုယ်စားလှယ်ကနေပြီးတော့အလုပ်သမားကိုယ်စားလှယ်တဦးဖြစ်တဲ့ဒေါ်ခိုင်စာအောင်ကိုတင်ပြပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင်ကဲအခုလိုဆွေးနွေးဖို့ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမတို့ကဟုတ်တယ် ILO မှာနေတဆင့်ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံပေါ်မှာအရေးယူမှုပြုနိုင်ဖို့ပေါ့နော်စစ်တပ်ရဲ့အကြမ်းဖက်ဒီဖိနှိပ်မှုတပ်ဖြတ်မှုတွေကိုကျမတို့အရေးယူနိုင်ဖို့အတွက်ဆောင်ရွက်နေပါတယ်ဒီလိုမပြောဒီဆောင်ရွက်မှုကိုမပြောခင်ပေါ့နော်ဘာကြောင့်မလို့လုပ်ရတာလဲပေါ့နော်ကျမတို့အလုပ် ILO ဆိုတာအဓိကအဖြစ်ကျမတို့အလုပ်ရှင်အလုပ်သမားအစိုးရသုံးပွင့်ဆိုင်ဒါပေါင်းပြီးတော့เนาะဒီဖွဲ့စည်းထားတဲ့ဒီအလုပ်သမားပြည်ဆိုင်ရာအလုပ်သမားရေးအဖွဲ့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအဖွဲ့စည်းကအဓိကအဖြစ်ကျမတို့ဒီအလုပ်သမားတွေဘာတွေဖြစ်နေတယ်လဲအလုပ်သမားသမဂ္ဂတွေဘာတွေဖြစ်နေတယ်လဲနိုင်ငံရဲ့ဒီပေါ့နော်ဒီပြည်သူလူထုတွေရဲ့လွတ်လပ်ခွင့်တွေဘယ်လိုဖြစ်နေတယ်လဲဆိုတာတွေသူတို့ကအမြဲတမ်းဒီဇိုင်းမှန်ကြည့်ပါတယ်အဲ့တော့ကျမတို့ဒီနေ့မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ရှိရင်ကျမတို့ပါပေါ့နော်အများစုလည်း TPP ခုနကျမတို့ရဲ့ moderator လည်းဆွေးနွေးသွားသလိုပဲပေါ့နော်ဖြစ်နေတယ်အဲ့တော့ကျမတို့က ILO မှာဘလို့ILO ကဘာကြောင့်အရေးတယူမြန်မာကိစ္စကိုလုပ်လာတာလဲပေါ့နော်အဲ့တော့ကျမတို့ကလက်ရှိချိန်နေလို့တော့နည်းနည်းကျမပြည့်စုံလေးဖြစ်အောင်တင်ပြခြင်းနဲ့ဆိုတော့အဓိကကျမတို့အလုပ်သမားတွေပေါ့အခုဘာတွေဖြစ်နေလဲပေါ့နော်ဆိုတော့ဒီကျမတို့2021အာဏာသိမ်းပြီးတဲ့အချိန်အားစပြီးတော့စစ်တပ်ကနေဒီကျမတို့အလုပ်သမားသမဂ္ဂတွေကိုနော်အလုပ်သမားရေးတက်ကြွလှုပ်ရှားတဲ့သူတွေကိုဒါဖန်စီနှိပ်စက်နော်ပြီးတော့ကြတော့ဒီအရေးယူဆောင်ရွက်မှုတွေအမျိုးမျိုးလုပ်ခဲ့တယ်ပေါ့နော်အဲ့လိုလုပ်ခဲ့တယ်ပြီးတော့အလုပ်သမားရေးကူညီဆောင်ရွက်နေတဲ့သူတွေကိုလည်းအဖွဲ့အစည်းတွေကိုလည်းပေါ့နော်16ဖွဲ့ကိုဒါတရားမဝင်သိနေကြရတယ်ကျမတို့လို့နော် CTUM လိုမျိုးနိုင်ငံအဆင့်အလုပ်သမားအဖွဲ့ချုပ်အပြည်ဆိုင်နိုင်ငံအဆင့်အလုပ်သမားအဖွဲ့ချုပ်ကိုလည်းဒါအမှုဆောင်တွေအကုန်လုံးခေါင်းဆောင်တွေအကုန်လုံးတရားစွဲဆိုထားတဲ့ကိစ္စတွေရှိတယ်ဖန်ရန်ထုတ်ထားတဲ့ကိစ္စတွေရှိတယ်ကျမတို့ဒီအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌပေါ့နော်ဥမာမောင်ဆိုလို့ရှိရင်လည်းဒါနိုင်ငံသားဒီကနေပြောတာရုပ်သိမ်းခြင်းခံရတယ်ပေါ့နော်အဲ့တော့ကျမအပါအဝင်အားလုံးကဒါဖန်ရန်ထုတ်ခံရတယ်ဒါကျမတို့အဖွဲ့ချုပ်အဆင့်ပဲလားဆိုတော့မဟုတ်ပါဘူးကျမတို့ဒီတိုင်းအဆင့်လုပ်ငန်းကဏ္ဍဖွဲ့ချုပ်တွေအဆင့်မြို့နယ်အဆင့်အခြေခံဒီလုပ်ငန်းခွင်ထဲမှာရှိနေတဲ့အခြေခံဖွဲ့စည်းခေါင်းဆောင်တွေကလေသူတို့ကိုဒါဖန်ရန်ထုတ်တာတွေနော်လိုက်လံဖန်ဆီးတာတွေကိုကြုံရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လူသမားသမဂ္ဂခေါင်းဆောင်တွေဒီလူသမားရေးလှုပ်ရှားတဲ့သူတွေအများပြားကဒါဒီပုံချောင်ရတဲ့အနေအထားဖြစ်တယ်ပေါ့နော်ပုံချောင်ရတဲ့အနေအထားဖြစ်တယ်အဲ့တော့ဒီနေ့အထိဆိုကျွန်တော်တို့ဒါ CTUM အဖွဲ့ဝင်ဒီပေါ့နော်ဖန်ဆီးခံရတာ150နဲ့1ယောက်ရှိပါတယ်ဆိုတော့တချို့ဆိုလို့ရှိရင်လည်းဒါပြန်ပြီးတော့လွတ်မြောက်လာတယ်ဒါပေမဲ့ကျွန်တော်တို့65ယောက်ကတော့အထက်မှာထောင်ထဲမှာရှိနေတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထောင်ထဲမှာရောက်သွားတဲ့လူတွေဆိုလို့ရှိရင်လည်းအမျိုးမျိုးမှာဒီနှိပ်စက်မှုတွေကိုခံရတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့လုံမသမဂ္ဂအဖွဲ့ဝင်တွေပေါ်မှာဖြစ်တဲ့ကိစ္စပေါ့ဒါပေမဲ့ကျွန်တော်တို့ကဒါတနိုင်ငံလုံးတိုင်းတာနဲ့ဖြစ်နေတာပေါ့နော်နိုင်ငံလုံးတိုင်းတာမှာဒီမိုကရေစီရေးလူခွင့်ရေးနော်ကိုမဲပေးပြီးတော့ဒီတင်မြှောက်ထားတဲ့အစိုးရကိုကျမတို့မတရားဖြုတ်ချတဲ့အတွက်ကြောင့်လက်မခံကြောင်းပြောတဲ့သူတွေအားလုံးကိုအလားတူဒါဖိနှိပ်မှုတွေပြုလုပ်နေတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးလုပ်တာသမဂ္ဂတွေကိုလုပ်တာပဲဒါဆိုလို့ရှိရင်ဘာလို့အလုပ်သမားတွေပေါ်မှာဘယ်လိုတက်ရောက်မှုရှိမှာလဲပေါ့နော်ကျွန်တော်အလုပ်သမားသမဂ္ဂတွေဆိုတာလည်းအလုပ်သမားများပဲဖြစ်ပါတယ်အဲ့တော့ဒီလုံမသမဂ္ဂတွေကအလုပ်သမားတွေရဲ့အကျိုးစီးပွားအတွက်ကိုအလုပ်ရှင်တွေနဲ့ဆွေးနွေးညှိနှိုင်းရတဲ့သူတွေအစိုးရတွေနဲ့ဆွေးနွေးညှိနှိုင်းရတဲ့သူတွေဖြစ်တယ်ဆိုတော့ကျမတို့ဒီပုံမှာဖိနှိပ်လိုက်ခြင်းအပြင်အလုပ်သမားများရဲ့အခွင့်အရေးများအားလုံးကိုဒါဒီဆုံးရှုံးစေတာဖြစ်ပါတယ်ဆိုတော့ဒါတွေကလည်းကျမတို့ဒီနေ့၄နှစ်တာကာလမှာဒီအထောက်ထားပေါင်းများစွာရှိပါတယ်ထောက်ထားပေါင်းများစွာရှိပါတယ်ဒီစက်မှုဇုံလေးဆိုလို့ရှိရင်လည်းဒါ
ဒီပေါ့နော်စစ်တပ်အုပ်ချုပ်ရေးအောက်ကိုဒါထည့်သွင်းထားတာဖြစ်ပါတယ်ဆိုတော့ကျမတို့အလုပ်သမားတွေကဒီရှိပြီးသားအခွင့်အရေးတွေနော်ပါမစ်နဲ့ဝန်ထမ်းဖြစ်ရနေပြီးတော့ဆုံးရှုံးသွားတာတွေအလုပ်ကိုင်တွေနော်ဆုံးရှုံးသွားတာတွေမတရားသဖြင့်အလုပ်ထုတ်ခံရတာတွေပြီးတော့ကြတော့ဒီပေါ့နော်လိမ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာထိပါနှောက်ယှက်ခံရတာတွေပေါ့နော်အများပြားကြုံရတယ်ဆိုတော့ဒါတွေကိုကျမတို့ကဘယ်လိုဖော်ထုတ်လို့ရတယ်လဲဒီနေ့ကျမတို့စစ်တပ်ဒီအုပ်ချုပ်တဲ့အချိန်မှာဒီ martial law ပေါ့နော်ဖြစ်နေစက်မှုဇုံတွေမှာဒါစစ်အုပ်ချုပ်ရေးကိုအောက်ကိုရောက်နေတဲ့အချိန်မှာကျမတို့ကဒါတွေကိုလုံးဝထုတ်ဖော်ပြောဆိုလို့မရဘူးထုတ်ဖော်ပြောဆိုတဲ့အခါမှာလည်းကျမတို့ဖမ်းခံရတာတွေเนาะဒီအသက်အန္တရာယ်ချိန်ချောက်ခံရတာတွေအများအပြားဖြစ်ပေါ်တယ်ဆိုတော့အဲ့မှာကျမတို့ကဒီထုတ်ဖော်ပြောခွင့်မရပါတဲ့အခြေအနေမှာဒါ2021ခရဲ့အခြေအနေမှာဆိုရင်လောက်ခလာစာတွေဆိုလဲကျမတို့ကအများအပြားဖြတ်တောက်ခံရတယ်เนาะမတရားဖြတ်တောက်ခံရတယ်လောက်ခလာစာအတိုင်းမပေးတဲ့ကိစ္စတွေเนาะကျမကြီးနဲ့မညီတဲ့လုပ်ငန်းခွင်မှာလုပ်ရတာတွေအမျိုးမျိုးပေါ့เนาะကျမတို့ overtime တွေဆိုတာအခုကျမတို့ဒီအမှုပေါင်းပေါ့900ကျော်ကျမတို့ဒါကောက်ခံထားတဲ့ထဲမှာဆိုလို့ရှိရင်ဒီ overtime တွေကိုညနဲ့တကောင်ထိဆင်းရပြီးတော့เนาะပိတ်ရမရှိလောက်ရတဲ့အတွက်ကြောင့်မလို့ကျမကြီးထိခိုက်ပြီးတက်အနေထိခိုက်တယ်ဆိုတဲ့ report တွေပါကျမတို့ရရှိတယ်ဆိုတော့ဒီလိုမျိုးဖြစ်လာတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဒီအနေထားတွေကိုကျမတို့က ILO မှာအစီရင်ခံတင်ပြနေတဲ့အနေအထားဖြစ်ပါတယ်ရှင်အဲ့တော့ ILO ကဒါအလုပ်သမားတစ်ယောက်တစ်ခုတည်းကိုပဲကြည့်တာမဟုတ်ပါဘူးပြည်သူတွေအားလုံးရဲ့အနေအထားကိုလည်းကြည့်ပြီးတဲ့အခါမှာဒါကျမတို့900ကျော်ဆိုတာထဲကျုပ်ကဏ္ဍနဲ့စက်မှုကဏ္ဍအမှုကိုကျမတို့ကောက်ခံနိုင်တဲ့အနေအထားပါဒါပေမဲ့ခြားလုပ်ငန်းကဏ္ဍတွေကိုကြည့်မယ်ဆိုရင်လည်းကျမတို့မြန်မာနိုင်ငံမှာစစ်တပ်ကနေပြီးတော့မှာပေါ့နော်ဘုံကျဲတပ်ဖြတ်မီးရှို့လက်နက်ကြီးတွေနဲ့ပြစ်တဲ့အတွက်ကြောင့်မလို့တိုင်းနယ်ပြည်နယ်မှာရှိတဲ့ဒီအများစုမှာရှိတဲ့ကျမတို့လယ်သမားတွေဆိုလဲအိုးအိမ်ထွက်ပေါ့နော်အိုးအိမ်စွန့်ခွာထွက်ပြေးရတာဖြစ်ပါတယ်ဆိုတော့တနိုင်ငံလုံးမှာဆိုကျမတို့အခုဒါအိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့အချိန်အတွက်က3.5 တန်းရှိပါပြီเนาะအဲ့တော့လယ်သမားလည်းသူ့ဟာသူလည်းမဆိုင်နိုင်ပါဘူးစောက်လုပ်ရေးလုပ်ငန်းတွေဆိုလို့ရှိရင်လည်းဒါအများကြီးရပ်တန့်သွားတဲ့အနေအထားရှိတယ်ဘာလို့လဲဆိုတော့ဘဏ်စနစ်တွေကိုထိန်းချုပ်တဲ့ကိစ္စတွေနော်ငွေလွှဲပြောင်းကိစ္စတွေထိန်းချုပ်တာတွေပြီးတော့ bank exchange rate တွေပေါ့နော် exchange rate တွေငွေလဲနှုန်းတွေကိုထိန်းချုပ်ပြီးတော့ဒီ$တိုင်းမှာနော်စစ်တပ်ကသူကောင်းမွန်ခန့်နိုင်ဖို့အတွက်ဒီပေါ့နော်လဲနှုန်းတွေကိုတတ်မှတ်ပြီးတော့မှ short ချတတ်မှတ်ပြီးတော့မှလုပ်တဲ့အတွက်ကြောင့်မလို့လုပ်ရှင်ဒီ construction ကဏ္ဍမှာဆိုတဲ့ဒါအလုပ်တွေမလဲပတ်နိုင်မနဲ့အလုပ်တွေပြုတ်ကြတယ်ပေါ့နော်tourism ကဏ္ဍမှာဒီခရီးသွားလုပ်ငန်းတွေလည်းအားလုံးရပ်သွားတယ်ဆိုတော့ပြောမယ်ဆိုရင်တော့ကျမတို့တနိုင်ငံလုံးမှာအလုပ်လက်မဲ့ဥယျာဉ်တွေဟာပုံများလာတယ်ရတဲ့လောက်ခလာစားလည်းကျမတို့ဒီနေ့တော့ဒီငွေကြေးဖောင်းပွားမှုတွေကြောင့်စားလို့တောက်လို့မရတော့ဘူးအပြင်ကိုဆိုးရတာကတော့ကျမတို့အိမ်မှာနေလို့တော့မရဘူးပေါ့နော်မတရားသဖြင့်အိမ်မှာလာခေါ်ပြီးတော့စစ်မှုထမ်းခိုင်းတဲ့အနေအထားတွေအများကြီးဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခြေအနေတွေကို ILO ကနေမျက်ခြေမပြတ်ဆောင်ရွက်နေမျက်ခြေမပြတ်စောင့်ကြည့်နေတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးစောင့်ကြည့်နေတဲ့အချိန်မှာလည်းကျမတို့လုံမတမကတွေကအစီရင်ခံစာတွေကိုပေးအစဉ်တစ်စိုက်ပေါ့နော်ပေးဖို့လျက်ရှိပါတယ်ဆိုတော့ကျမတို့လက်ရှိအခြေအနေကိုပေါ့နော်တင်ပြတဲ့နေရာမှာဒီနေရာမှာခဏရက်ချင်ပါတယ်ခြားသူတွေလည်းဆွေးနွေးလို့ရအောင်ပေါ့နော်နောက်တစ်ခါထပ်ပြီးတော့မှကျမ ILO မှာဆောင်ရွက်နေတဲ့အနေအထားနဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ခဲ့တယ်ပေါ့နော်အခုပဲနားဦးရောက်နေပြီပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆက်လက်ဆွေးနွေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒေါ်ခိုင်စာအောင်ကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ဒီလက်ရှိအလုပ်သမားတွေခံစားနေရတဲ့ချိုးဖောက်ခံရမှုတွေကိုပြည့်စုံစုံဖော်ပြပြီးတော့လက်ရှိအခြေအနေပကတိအခြေအနေကိုရှင်းလင်းသွားတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ပါကျမအခုဆက်ပြီးတော့မေးချင်တာကတော့ဒီအပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ဟာဆိုလို့ရှိရင်အစိုးရအလုပ်ရှင်အလုပ်သမားဖွဲ့စည်းထားတဲ့ရန်တရားဖြစ်တဲ့အတွက်ဒီအလုပ်ရှင်တွေမှာလည်းချိုးဖောက်မှုတွေခံနေရတာရှိပါတယ်ဆိုတော့အလုပ်ရှင်တွေအပေါ်မှာဒီအာဏာသိမ်းပြီးတဲ့နောက်မှာချိုးဖောက်ခံရမှုအနေအထားတွေနဲ့လက်ရှိဆောင်ရွက်ချက်တွေကိုပြောကြားပေးပါရန်အတွက်ဒီ3ပွင့်ဆိုင်အလုပ်ရှင်ကိုယ်စားလှယ်ဖြစ်တဲ့ဒီမြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ MEO ရဲ့ဥက္ကဋ္ဌဦးအောင်မျိုးတန်းကိုဖိတ်ခေါ်ပြရစီရှင်ဟုတ်ကဲ့ခင်ဗျဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ MEO ကိုစားအခုလိုဆွေးနွေးခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်မြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ရဲ့ဆောင်မှုဖြစ်တဲ့မြန်မာအလုပ်ရှင်များရဲ့အတန်ဆိုတဲ့အတိုင်း
မြန်မာအလုပ်ရှင်များရဲ့ထိခိုက်နေတာမှုများကိုဖော်ထုတ်ဆွေးနွေးတော့မှာဖြစ်ပါတယ်အာဏာသိမ်းမှုကိုလက်မခံပဲစန့်ကျင်ဆန္ဒပြခဲ့တဲ့ပြည်သူလူထုနဲ့အတူမြန်မာနိုင်ငံရဲ့စီးပွားရေးလုပ်ငန်းရှင်တွေကလည်းအာဏာသိမ်းမှုကိုလက်မခံပဲအတူပူးပေါင်းပါဝင်ခဲ့ကြပါတယ်အဲ့ဒီအတွက်စစ်အုပ်စုကသူတို့ကိုစန့်ကျင်တဲ့လုပ်ငန်းရှင်တွေကိုပြစ်မှတ်ထားပြီးနိုင်ငံတော်ဝန်မှာရှိတဲ့စီးပွားရေးလုပ်ငန်းများကိုထိန်းချုပ်နိုင်ဖို့နီလန်းမျိုးသုံးပြီးဆောင်ရွက်ခဲ့တယ်ဥပမာအနေနဲ့ပြောရရင်သူတို့ကိုရဲ့အမိန့်ကိုမလိုက်နာတဲ့လုပ်ငန်းများကိုချစ်ပိတ်သိမ်းဆဲတာတွေအလုပ်ရှင်တွေကိုအကြောင်းမျိုးမျိုးပြဖန်ဆီးထောင်ချတဲ့လုပ်ရက်တွေလုပ်ခဲ့ပါတယ်ဒါနိုင်ငံရေးဘောဂဗေဒပညာအရဆိုလို့ရှိရင်နိုင်ငံရဲ့အစိုးရတွေကနိုင်ငံသားတွေကိုလွတ်လပ်စွာအလုပ်လုပ်ခွင့်ပေးပြီးနိုင်ငံသားတိုင်းဟာကောင်းစွာအလုပ်လုပ်နိုင်ခြင်းဖြင့်တိုင်းပြည်စီးပွားရေးကိုဖွံ့ဖြိုးတိုးတက်စေတဲ့ဆိုတဲ့အချက်ကိုတဲ့တဲ့ဆန့်ကျင်နေတာပါစီးပွားရေးလုပ်ငန်းတစ်ခုကိုရပ်ဆိုင်းလိုက်လို့ရှိရင်အဲ့ဒီလုပ်ငန်းအတွင်းမှာမိတွင်းအားကိုးလုပ်ကင်နေတဲ့အလုပ်လုပ်ကင်နေတဲ့အလုပ်သမားဝန်ထမ်းတွေကအလုပ်လက်မဲ့ဖြစ်သွားပြီးတော့သူတို့ကိုမိခိုနေရတဲ့မိသားစုတွေလည်းဆင်းရဲဒုက္ခရောက်သွားကြတယ်ဆိုတော့လူတိုင်းနားလည်နိုင်ပေမဲ့အာဏာသိမ်းစစ်ကောင်စီအစိုးရကတော့နားမလည်ပဲသူတို့ရဲ့အာဏာတည်မြဲရေးအတွက်ပဲအားလုံးကိုချနိုင်မှုအစနစ်ဖြစ်နေကြပါတယ်နိုင်ငံတစ်ခုမှာလွတ်လပ်စွာစီးပွားရေးလုပ်ကိုင်နိုင်ခွင့်နဲ့လွတ်လပ်စွာရှင်ပြိုင်နိုင်ခွင့်ဆိုတာရှိရပါမယ်အဲ့လိုမဟုတ်ပဲဈေးကွက်ကိုအစိုးရကဝင်ရောက်ဆွတ်ဖက်တဲ့ဈေးနှုန်းသတ်မှတ်တဲ့ချင်းတွေဆောင်ရွက်ခဲ့မယ်ဆိုလို့ရှိရင်နိုင်ငံအတွင်းမှာတရားမဝင်တဲ့မဟုတ်ဈေးကွက်တွေဖြစ်ပေါ်လာမှာပါအဲ့လိုဖြစ်ပေါ်လာတဲ့အခါမှာအာဏာရှင်နဲ့ယင်းနှီးကျွမ်းဝင်တဲ့လုပ်ငန်းရှင်များကပဲအလုပ်လုပ်ကင်ခွင့်နဲ့ဈေးကွက်ကိုလိုသလိုထိချုပ်သွားပြီးတော့ကြီးပွားချမ်းသာသွားကြပါတယ်သူတို့ရဲ့သားသမီးဆွေမျိုးတွေကိုလုပ်ငန်းလုပ်ကင်ခွင့်ပြုပြီးတရားမျှတတဲ့ရှင်ပြိုင်ခြင်းကိုရပ်ဆိုင်းတော့အောင်ပြုလုပ်ခဲ့ကြပါတယ်အဲ့ဒါဟာစစ်အုပ်စုသူတို့အာဏာတည်မြဲရေးအတွက်လှုပ်ဆောင်ရတဲ့လမ်းစဉ်တစ်ခုလည်းဖြစ်ပါတယ်အခုစစ်အစိုးရကလည်းအဲ့ဒီလုပ်ငန်းစဉ်တွေအတိုင်းပဲလှုပ်ဆောင်နေပြီးတော့တိုင်းပြည်ထဲမှာရှိတဲ့တမာအာဇီဝကြတဲ့လုပ်ငန်းများနဲ့လုပ်ငန်းရှင်များစိတ်သုံးသွားအောင်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်အဲ့ဒီအတွက်နိုင်ငံတွင်းကစစ်ကောင်စီရဲ့ဖိနှိပ်ခံရတဲ့လုပ်ငန်းများရဲ့အလုပ်ရှင်များရဲ့ထိခိုက်မှုတွေကိုကျွန်တော်တို့အနေနဲ့စနစ်တကျစီရင်ပြုစုပြီးနိုင်ငံတကာအဖွဲ့အစည်းတွေကိုတင်ပြနိုင်ဖို့လှုံ့ဆော်နေပါတယ်ဆက်လက်ပြီးတိုင်းဒေသအဖွဲ့အစည်းများနဲ့လည်းပူးပေါင်းပြီးတိုင်းဒေသဒေသတွေမှာလွတ်လပ်ပြီးရှင်ပြိုင်နိုင်မှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ပေါ်ပေါက်ရေးအတွက်လည်းချိတ်ဆက်ဆောင်ရွက်လှုံ့ဆော်နေပါတယ်အဲ့လိုဖိနှိပ်ခံရတဲ့စီးပွားရေးလုပ်ငန်းများနဲ့အလုပ်ရှင်များအတွက်ကျွန်တော်တို့MIOကနေပြီးတော့အကူအညီပေးနိုင်ဖို့နဲ့ကာကွယ်ပေးနိုင်ဖို့ကြိုးစားဆောင်ရွက်နေတယ်ဆိုတာပြည်သူလူထုနဲ့လုပ်ငန်းရှင်အများစုအားလုံးကိုအတည်ပြုပြောကြားခြင်းပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျမဒီຫນွေဦးတော်လှန်ရေးမှာအလုပ်ရှင်တွေရဲ့အခွင့်အရေးတွေချိုးဖောက်ခံရမှုလို့ပြောလို့ရှိရင်ကျမတို့ဒီသုံးပွင့်ဆိုင်ရဲ့အလုပ်ရှင်ကိုယ်စားလှယ်ဖြစ်တဲ့မြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ချုပ် MEF အထွေထွေအတွင်းရေးမှူးဦးဝင်မှုတွင်ကိုလည်းဖိတ်ခေါ်ရစေဆိုတော့ဒီအလုပ်ရှင်တွေရဲ့အခွင့်အရေးချိုးဖောက်မှုကဏ္ဍကိုဘယ်ကဏ္ဍတွေကို highlight လုပ်ပြီးတော့တင်ပြပေးမလဲဆိုတာလည်းဖိတ်ခေါ်ပြစေရှင်ပြီးတော့ဒီမူဝါဒပိုင်းဆိုင်ရာသုံးပွင့်ဆိုင်ရန်နေရာမှာအလုပ်ရှင်တွေအနေနဲ့ဆောင်ရွက်ချက်တွေကဘယ်လိုရှိလဲရှင်ဟုတ်ကဲ့ဟိုပါတော့ကျွန်တော်တို့ဒီနေ့ပေါ့နော်တွေ့ဆုံရတာအားလုံးဝမ်းသာပါတယ်ကျွန်တော်ကဒီနေ့ပေါ့ MEF အနေနဲ့ကျွန်တော်တို့ကဒီຫນွေဦးတော်လှန်ရေးပါပေါ့နော်စစ်ကောင်စီကိုဒီအမြင့်ပြတ်ချေမှုန်းဖို့ပေါ့နော်ဆိုတော့ဟာလုံးလို့ရတဲ့နီလန်းတွေအကုန်လုံးမယ်လို့ကျွန်တော်တို့အနေနဲ့ပိုင်းဖြတ်ထားတာရှိပါတယ်ပေါ့နော်ပြီးတော့အလုပ်ရှင်တွေအနေနဲ့ဒါမကဘူးပေါ့နော်အလုပ်သမားတွေအနေနဲ့ရောဒီအခြေခံလူခွင့်ရေးချိုးဖောက်ခံရတဲ့ဒီလူလူလူဒန်းသားအထွာအသီးသီးကဒီပြည်သူလူထုတွေအတွက်ပါကျွန်တော်တို့မှာရရှိထားတဲ့သတင်းအချက်လက်တွေကိုစုစည်းထားတာရှိပါတယ်ပြီးတော့ဒီသတင်းအချက်လက်တွေကိုကျွန်တော်တို့နဲ့ချိတ်ဆက်ပြီးသားဖြစ်တယ်ပေါ့နော် channel ရရင်တစ်ဆင့်ပေါ့ဒီ ILO တို့ဒီ UN တို့ကိုတင်ပြထားတာရှိပါတယ်ဒါ့အပြင်ဒီ UNHCR လိုမျိုးပေါ့နော်လူခွင့်ရေးအဖွဲ့တွေကိုလည်းကျွန်တော်တောင်းဆိုတင်ပြထားတဲ့အလုပ်တွေရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ MBF အနေနဲ့ပေါ့နော်ဒီစကားစားရဲ့လူခွင့်ရေးချိုးဖောက်မှုတွေကို case by case ပေါ့အမှုပေါင်း30ကျော်လောက်ကိုပေါ့နော်ကျွန်တော်တို့
စုစည်းတင်ပြထားတာရှိပါတယ်ဒါတွေကိုလည်းနိုင်ငံတကာသိရှိအောင်ပေါ့နော်ဒီသတင်းမီဒီယာတွေပြည်တွင်းပြည်ပသတင်းမီဒီယာရဲ့တစ်ဆင့်ပေါ့တော့တင်ပြပြီးတော့လှုပ်တော်နေရာမျိုးတွေရှိပါတယ်ILO ရဲ့ဒီ Article 33နဲ့မြန်မာနိုင်ငံစစ်ဆိုးကိုအရေးယူနိုင်ဖို့အတွက်ကျွန်တော်တို့ကဒီ tripartite အနေနဲ့လည်းဒီ working group ထဲမှာကျွန်တော်တို့ကအဖွဲ့ဝင်တယောက်အနေနဲ့ပေါ့နော်ပါဝင်ဆောင်ရွက်နေတာရှိပါတယ်နောက်ခုနပြောသလိုပေါ့နော်မြန်မာနိုင်ငံမှာကဏ္ဍပေါင်းစုံကချွတ်ချုံကြနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့highlight ကဏ္ဍတစ်ခုတည်းကိုပဲ highlight လုပ်ပြီးပြောဖို့ဆိုတာကနည်းနည်းတော့ခက်ပါတယ်ပေါ့နော်အထွေထွေချွတ်ချုံကြမှုဖြစ်နေတာလို့ကျွန်တော်တို့ဘက်ကရှုမြင်သုံးသပ်ပါတယ်နောက်တစ်ခုကကြတော့ဒီကျွန်တော်တို့နိုင်ငံကလွတ်လပ်ရေးရကြတဲ့ပေါ့နော်စိုက်ပျိုးရေးကိုအဓိကထားတဲ့နိုင်ငံလို့ဒါအားလုံးသိပြီးသားလည်းဖြစ်ပါတယ်စိုက်ပျိုးရေးကိုအဓိကထားတဲ့စက်မှုလယ်ယာကိုလုပ်ကိုင်တဲ့နိုင်ငံဖြစ်ပါတယ်ဆိုတော့အခုဟာကဒီကဏ္ဍကြီးကလည်းဘောနော်တိုင်းပြည်ရဲ့ဒီလူဦးရေထက်ဝက်နီးပါးကထက်ဝက်နီးပါးကဒီကဏ္ဍကိုမိခိုနေရတဲ့လူရန်စာတွေဖြစ်တဲ့ခါကျတော့ဒီကဏ္ဍကြီးပျက်စီးကျဆုံးတာဟာဒီတိုင်းပြည်ရဲ့လူမှုစီးပွားရေးတဝက်လောက်ကကြာဆုံးသွားတယ်ဆိုတော့အဓိပ္ပာယ်မျိုးသွားပြီးတော့မြင်ရပါတယ်အထူးသဖြင့်ပေါ့နော်ဥပမာဒီစိုက်ပျိုးရေးအဓိကသွင်းအားစုတွေဖြစ်တဲ့ဒီမြေဩဇာတို့ဓာတ်မြေဩဇာတို့ပိုးသက်ဆေးတို့ပေါင်းသက်ဆေးတို့မြေစီလွာအားဖြင့်ဆေးတို့စသဖြင့်ပေါ့ကုန်ကျန်းဒီဟာတွေပေါ့နော်အဓိကသွင်းအားစုတွေကုန်ကျန်းတွေက3ဆလောက်ဈေးတက်သွားတဲ့အခါမှာဒီဟာတွေကိုပြန်ပြီးတော့ဒီစိုက်ပျိုးရေးလယ်ယာထုတ်ကုန်တွေက3ဆလောက်ဈေးတင်မရောင်းရတဲ့အခါမှာဒီလယ်သမားတွေအနေနဲ့နစ်နာဆုံးရှုံးမှုများစွာကိုကြုံတွေ့ရပါတယ်ပေါ့နော်ဒါကတော့စိုက်ပျိုးရေးကဏ္ဍကျွန်တော်ကနည်းနည်းပြောပြတာပေါ့နော်နောက်တစ်ခုကကြတော့ဒီတိုင်းပြည်ရဲ့မျက်စိနားဖြစ်တယ်ပေါ့နော်ဒီစာပေနဲ့သတင်းမီဒီယာနယ်ပယ်မှာလည်းဒီဟာကနောက်ပြန်ပေါ့အမှောင်ခေတ်ကိုနောက်ပြန်ဆွဲသွားတဲ့အခြေအနေတွေတွေ့ရပါတယ်ပြီးခဲ့တဲ့လာတော့ကပေါ့ကျွန်တော်မီဒီယာတစ်ခုမှာလည်းဒီစာပေမီဒီယာဒီအမှောင်ခေတ်ကိုနောက်ကျောင်းပြန်သွားတဲ့အားနဲ့ပတ်သက်ပြီးတော့ကျွန်တော် interview လေးကျွန်တော်ပေးခဲ့ပါတယ်ဒီဟာကဟိုပေါ့နော်ကျွန်တော်တို့တိုင်းပြည်မှာဒီပြည်သူလူထုရဲ့ right to know ပေါ့နော်သိပိုင်ခွင့်တွေကိုဒီဟာစကားစဒီချိန်မှာအကြီးအကျယ်ကန့်သက်ပြီးတော့အရင်စာပေစီစီရေးခေတ်လိုမျိုးပေါ့နော်အမှောင်ခေတ်ထဲကိုပြန်ပြီးဆွဲခေါ်သွားတာတွေလည်းကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့လေ့လာတွေ့ရှိရတော့ဆိုလို့ရှိရင်ဒီဘိုးနေဝင်းပေါ့နော်ဆရာနာသိမ်းမှုကနေစပြီးတော့ဒီ1980ဝန်းကျင်လောက်မှာဒီတော်လိုင်းကောက်စီဝင်ဖြစ်တဲ့ဘုံမူစောမြန်းနေပြီးတော့ဒီစာပေစီစီရေးကိုလုပ်ဖို့အကြံပေးပါတယ်သူရဲ့အကြောင်းပြချက်ကတော့ဘာလို့ကွန်မြူနစ်စာပေလက်ဝဲစာပေလူလူကြားထဲမှာအပြန့်နှံ့စိတ်ဝင်မလာစေဘူးလို့ဆိုတဲ့အကြောင်းပြချက်နဲ့စတင်ခဲ့တော်လည်းပဲဒီနေ့စေအုပ်စုကကြတော့ဒီသူတို့ရဲ့အကျိုးစီးပွားမတူတဲ့ပေါ့နော်သူတို့ရဲ့အကျိုးစီးပွားကိုဆန့်ကျင်တဲ့လူတွေကိုဖိနှိပ်ဖို့ရန်ရာတစ်ခုလိုမျိုးအသုံးပြုတာမျိုးတွေ့ရပါတယ်ဒါလည်းပဲပေါ့နော်စိုးရိမ်စရာအချက်ဖြစ်ပါတယ်လူလူရဲ့သိပိုင်ခွင့်တွေကိုကန့်သက်တာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလူခွင့်ရေးချိုးဖောက်တာတွေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီကိုဒီစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့လုပ်ငန်းရှင်တွေနဲ့အကြောင်းတွေကိုကျွန်တော်တို့ MBF ကစစ်တမ်းကောက်ပြီးတော့လေ့လာရာမျိုးတွေရှိပါတယ်ကျွန်တော်တို့ရဲ့ page ကိုလာပြီးတော့ပေါ့နော်ဒီလူခွင့်ရေးချိုးဖောက်ခံရတဲ့လုပ်ငန်းရှင်တွေနဲ့ပတ်သက်လို့ရောဒီအလုပ်သမားတွေနဲ့ပတ်သက်လို့ရောတိုင်ကြားတော်တွေကိုလက်ခံဆောင်ရွက်နေရမျိုးတွေရှိပါတယ်ဒါကတော့လောလောဆယ်ပေါ့နော်ကျွန်တော်တို့လုပ်ငန်းစဉ်လေးတွေကိုရှင်းပြတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကဲပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုပြပြဆုံဆုံဖြေကြပေးတဲ့အတွက်ကျမတို့ဒီအလုပ်ရှင်တွေရဲ့အခွင့်အရေးချိုးဖောက်ခံရတဲ့ case တွေပြီးတော့အရှိမဒေါ်ခိုင်စာအောင်ပြောသွားခဲ့သလိုဒီအလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံရတဲ့ case တွေကိုILO ကိုကျမတို့တင်ပြပြီးရဲ့နောက်မှာ ILO ရဲ့ဒီစုံစမ်းစစ်ဆေးရေးကော်မရှင် COI ကမြန်မာနိုင်ငံကိုလာရောက်ပြီးတော့ကျမတို့စစ်ဆေးစုံစမ်းတယ်ပြီးတော့ဒီ COI ကပဲ2023ခုနှစ်အောက်တိုဘာလ4ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာဒီတိုက်တွန်းချက်တွေကိုဆက်လက်ကျူးလွန်နေတယ်ဆိုတာတွေလည်းဖော်ပြထားတာကိုတွေ့ရပါတယ်ဆိုတော့ဒီလိုမျိုးဆက်လက်ကျူးလွန်နေခြင်းကြောင့်ဒီ
352ကြိမ်မြောက် ILO ရဲ့အုပ်ချုပ်ရေးအဖွဲ့ဒီ ILO ရဲ့ governing body အစည်းအဝေးပွဲမှာ ILO အနေနဲ့ဒီနည်းပညာရဲ့ဆိုင်ရာပံ့ပိုးကူညီမှုတွေပူးပေါင်းဆောင်ရွက်မှုတွေကိုမပြုလုပ်ဖို့နဲ့ဒီအကြမ်းဖက်စစ်အုပ်စုကို ILO ရဲ့ဖွဲ့စည်းပုံအခြေခံပုံမှန်33နဲ့အညီအရေးယူဆောင်ရွက်ဖို့ကိုလည်းဆုံးဖြတ်ထားတယ်လို့လည်းသိရပါတယ်ဆိုတော့ကျွန်မမေးချင်တာကဒီအမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေကိုမေးပြစေရှင်ဆိုတော့ဒီစစ်ကောင်စီကနေပြီးတော့ဥပဒေမူဝါဒတွေကိုလိုတလိုထုတ်ပြန်ပြီးမတရားအာဏာနဲ့လက်နက်နဲ့ပြည်သူတွေပေါ်မှာဖိနှိပ်မှုတွေရက်စက်မှုတွေတပ်ဖြတ်မှုတွေပေါ့လေဒါတွေကိုရာဇဝတ်မှုကျူးလွန်နေတာရှိပါတယ်ဒါကြောင့်မလို့ဒီ NUG အနေနဲ့မူဝါဒပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေကိုတင်ပြဆွေးနွေးဖို့ကျွန်မအနေနဲ့ဖိတ်ခေါ်လိုပါတယ်ပြီးတော့ဒီ ILO ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင် COI တဲမှာလည်းအဓိကတိုက်တွန်းချက်တွေကဘာတွေဖြစ်မလဲရှင်ဒီစစ်ကောင်စီကရောဘယ်ချက်တွေကိုဆက်လက်ကျူးလွန်ပြီးချိုးဖောက်နေလဲဆိုတာကိုအလုပ်သမားပြည်သူတွေသိရှိအောင်ပြောကြားပေးပါရန်အတွက်ဖိတ်ခေါ်အပ်ပါတယ်ရှင်ဟုတ်ကဲ့ဖိတ်ခေါ်ပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ရောเนาะကျွန်တော်တို့အလုပ်သမားဝန်ကြီးဌာနအနေနဲ့ရောပေါ့နော်အဓိကတာဝန်ကတော့ကျွန်တော်တို့ကတော်လှန်ရေးအစိုးရဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီကိုဖြိုချရေးပေါ့နော်ဒီမိုကရေစီတည်ဆောက်ရေးပေါ့ဒါကကျွန်တော်တို့ရဲ့အဓိကတာဝန်ပါပဲအဲ့ဒီပုံမှာအခြေခံပြီးတော့ကျွန်တော်တို့ဒီမြို့သားညီညွတ်ရေးအစိုးရရဲ့ဝန်ကြီးဌာနတွေကမိမိတို့ရဲ့တာဝန်အလိုက်မူဝါဒတွေချပြီးတော့ဆောင်ရွက်ပါတယ်ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ဆိုလို့ရှိရင်လည်းဒါစစ်ကောင်စီကိုဒီပြပမှာပေါ့နော်နိုင်ငံအလုပ်သမားကဏ္ဍကနေပြီးတော့စစ်ကောင်စီကိုဒီလက်မခံရေးပေါ့နော်စစ်ကောင်စီကိုပြစ်ပယ်ထားရေးNUG ကိုတိမှတ်ပြီးဒါတွေကိုကျွန်တော်တို့ကြိုးစားနေပါတယ်ဒါတွေကိုမူဝါဒချပြီးတော့ကြိုးစားနေရပေါ့နော်ဒါကြောင့်နိုင်ငံတကာကနေပြီးတော့စစ်ကောင်စီကိုတန်တမာရေးရဖြစ်စေစီးပွားရေးအရာဖြစ်စေပိတ်ဆို့အရေးယူဖို့ကိစ္စတွေကိုလည်းကျွန်တော်တို့တွေကဒါမူဝါဒချပြီးတော့ဆောင်ရွက်နေတာရှိပါတယ်ဒီလိုမျိုးဆောင်ရွက်တဲ့အခါမှာခုနကတော့ဆွေးနွေးသွားတယ်လို့ပေါ့စစ်တပ်ကစပြီးတော့အာဏာသိမ်းပြီးတဲ့ကူကဗမာပြည်မှာချိုးဖောက်မှုမျိုးစုံလုပ်လာတယ်ပေါ့နော်အဲ့ဒီမှာဒီမြန်မာနိုင်ငံလက်မှတ်ရေးထိုးထားတဲ့ Convention 87 Convention 29ကိုချိုးဖောက်လို့ဒီခုန CUI နဲ့ပေါ့နော်ဒီကျွန်တော်တို့ဒီစုံစမ်းစစ်ဆေးရေးအစီရင်ခံစာထွက်လာတယ်ပေါ့နော်ဒီလိုစုံစမ်းစစ်ဆေးရေးအစီရင်ခံစာထွက်လာတဲ့အခါမှာဒီစုံစမ်းစစ်ဆေးတဲ့အခါမှာချိုးဖောက်မှုတွေကျင်းတွေကိုချိုးဖောက်မှုတွေရှိတယ်ဒီပေါ်မှာလည်းဒီကျမ်းပတ်စစ်ကောင်စီကပူးပေါင်းဆောင်ရွက်မှုမရှိဘူးပေါ့နော်ကျွန်တော်တို့ဒီမြို့သားညီညွတ်ရေးအစိုးရရဲ့နောက်ဒီစကားစာဖိနှိပ်ခံရလို့ပြေးလာရတဲ့ဒီအလုပ်ရှင်တွေအလုပ်သမားတွေဒါတွေကတော့ကျွန်တော်တို့ဒီသူ့ရဲ့ဖိနှိပ်မှုတွေကိုချိုးဖောက်မှုတွေကျွန်တော်တို့တွေဝိုင်းပြီးပူးပေါင်းဆောင်ရွက်ခဲ့ကြတာရှိတယ်အဲ့တော့ဒီကနေပြီးတော့ချိုးဖောက်မှုတွေကလည်းကျင်းတွေကိုရှိနေတာကိုဇီဝန်ကတွေ့တဲ့အတွက်ကြောင့်ဒီမှာဘာတွေကိုတော့ဆောင်ရွက်ဖို့လိုတယ်ဆိုပြီးတော့သူတို့တွေဒီ recommendation တွေထုတ်ပေးခဲ့တယ်ပေါ့နော်ဒီလိုထုတ်ပေးခဲ့တဲ့ဟာမှာအဓိကအားဖြင့်တော့ကျွန်တော်တို့ဒီမှာအရေးကြီးတာကပေါ့နော်အရေးကြီးတဲ့တစ်ချက်ကတော့ကုလသမဂ္ဂမှာရောဒီ ILO မှာရောမြန်မာစစ်အုပ်စုကိုအစိုးရအနေနဲ့အတိမပြုတ်မထားပါဘူးပေါ့နော် COI ကဒီဟာတော့အတိအကျအထက်ရေးထားပါတယ်သို့တော်လည်းပဲဗမာပြည်မှာရှိနေတဲ့ကျူးလွန်မှုတွေအတွက်ကတော့စစ်တပ်ကတာဝန်ရှိပါတယ်အဲ့တော့စစ်တပ်အနေနဲ့ဒီတာဝန်ရှိမှုတွေဒီချိုးဖောက်မှုတွေကိုရပ်ဖို့ပေါ့နော်ဆက်ပြီးတော့ဆောင်ရွက်ဖို့အတွက်ကိုဒီကျွန်တော်တို့ COI အစီရင်ခံစာအရတွေ့ရှိမှုတွေအတွက်ကိုဒါတွေလောက်ရမယ်ဆိုပြီးတော့ညွှန်ကြားခဲ့တာရှိပါတယ်ဒီထဲမှာကတော့အဓိကအားဖြင့်ကတော့ကျွန်တော်တို့ဒီအကြမ်းဖက်မှုတွေနော်အကြမ်းဖက်မှုတွေချက်ချင်းကိုရပ်တန့်အကြမ်းဖက်မှုပုံစံအမျိုးမျိုးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဒီ COI ကအလုပ်သမားကိစ္စကြီးပဲမဟုတ်ဘူးခုန Convention 29 Convention 87ဆိုပေမဲ့ဒါပေမဲ့ recommendation ကဒီဟာတွေကိုအခြေခံပြီးတော့စကားစရဲ့ကျူးလွန်မှုတွေအရရက်ကိုကျူးလွန်တာဘာသာရေးလူနဲ့ဘာသာရေးဒီအ ਨੇ စုတွေနောက်ဟောပေါ့နော်လူမျိုးရေးလူနည်းစုတွေနောက်လိမ်မိုင်းဆိုင်ရာဒီလိုကိစ္စမျိုးတွေမှာကျူးလွန်မှုတွေလည်းရှိတယ်ဒါတွေကိုလည်းအကြမ်းဖက်မှုတွေအများကြီးရှိတယ်အဲ့တော့အကြမ်းဖက်မှုပုံသဏ္ဍာန်မျိုးစုံကိုချက်ချင်းရပ်တန့်ပေးဖို့ဆိုပြီးတော့ဒီတောင်းဆိုထားတာရှိတယ်ပေါ့နော်နောက်တစ်ခုကတော့ဖန်ဆီးခံထားရတဲ့ဒီတမကခေါင်းဆောင်တွေဒီတရားစွဲဆိုခံထားရတာတွေထိမ့်သိမ်းခံထားရတာတွေဒီလူတွေကိုလည်းချက်ချင်းလွတ်ပေးဖို့ပေါ့နော်ချက်ချင်းလွတ်ပေးဖို့နောက်ကျွန်တော်တို့တရားစွဲဆိုထားတာတွေပေါ့နော်တရားစွဲဆိုထားတာတွေတမကခေါင်းဆောင်တွေဒီကိုယ့်ရဲ့ကျွန်တော်တို့
ဒီ convention ပါ convention မှာပေးထားတဲ့အခွင့်အရေးတွေကိုကျင့်သုံးတဲ့နေရာမှာလိုက်ပြီးတော့သူတို့တွေဒီဖန်ဆီးထားတာတွေတရားစွဲထားတာတွေပေါ့နော်ဒါတွေကိုအမှုတွေကိုရုပ်သိမ်းပေးဖို့ပေါ့နော်ဒါကိုလည်းသူတို့တောင်းဆိုထားတာရှိပါတယ်နောက်ထပ်ကျွန်တော်တို့စက္ကစကနေပြီးတော့ဒီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာထုတ်ပြန်ထားတဲ့အမိန့်တွေဥပဒေတွေညွှန်ကြားချက်တွေပေါ့နော်ဒီ convention တွေကိုအခွင့်အရေးတွေကိုမကျင့်သုံးနိုင်အောင်တားဆီးထားတာတွေကျွန်တော်တို့ civil right တွေပေါ့နော်ကျွန်တော်တို့ရဲ့နိုင်ငံသားအခွင့်အရေးတွေကိုလွတ်လပ်လပ်ကျွန်တော်တို့ဆန္ဒပြခွင့်ရှိရမယ်ကိုယ့်ရဲ့ယူဆတွေလွတ်လပ်လပ်ဖော်ထုတ်ခွင့်ရှိရမယ်ငြိမ်းချမ်းစွာစုဝေးခွင့်တွေရှိရမယ်ဒါတွေကိုကန့်သတ်ထားတဲ့အမိန့်တွေဥပဒေတွေဒါတွေကိုလည်းချုပ်သိမ်းပေးဖို့ဆိုပြီးတော့ကျွန်တော်တို့ထုတ်ပြန်ထားတာရှိပါတယ်နောက်ကျွန်တော်တို့ဒီပေါ့နော်ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ပေါ့နော်ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကိုဆောင်ရွက်နေတဲ့ခုနလိုမျိုးဒီကျွန်တော်တို့ဆန္ဒပြမှုတွေကအစပေါ့နော်မျိုးစုံနဲ့ပုံသဏ္ဍာန်မျိုးစုံနဲ့တောင်းဆိုမှုတွေကိုကန့်သတ်ထားတယ်ကိုလည်းရုပ်သိမ်းပြရမယ်ပေါ့နောက်ကျွန်တော်တို့ခုနကမခိုင်ဆောင်လည်းဆွေးနွေးသွားပါတယ်ကျွန်တော်တို့ CTUN ဥက္ကဋ္ဌကိုဒီနိုင်ငံသားဖြစ်ကရက်စဲထားတာပေါ့နော်ဒီလိုမျိုးပဲတမကခေါင်းဆောင်တွေဒီကျွန်တော်တို့လူသမားတမကအဖွဲ့ဝင်တွေပေါ့နိုင်ငံသားဖြစ်ကနေရက်စဲထားတယ်ဒါတွေကိုရုပ်သိမ်းပြရမယ်နောက်ထပ်ကျွန်တော်တို့ခီးသွွားလောက်ကနေကိုကန့်သတ်ထားတာဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့ထင်ပါတယ်သိန်းနဲ့တန်းနဲ့ချီပြီးတော့ကျွန်တော်တို့မှာခီးသွွားလောက်ကနေရက်ဆိုင်ခံထားတာတွေအများကြီးရှိပါတယ်တချို့နေရာတွေမှာတရားဝင်နာမည်တွေနဲ့ထုတ်ပြန်ထားတယ်လို့တချို့နေရာတွေမှာရေဘူးရအားဖြင့်ကိုကန့်သတ်ထားတာတွေလည်းအများကြီးရှိပါတယ်အဲ့တော့ဒီခီးသွွားလောက်ခွင့်တွေပေါ့နော်ဒီဟာတွေကိုလည်းဒီရုပ်သိမ်းပေးဖို့ပေါ့ဒါတွေကိုလည်းတောင်းဆိုထားတာတွေရှိပါတယ်အဲ့တော့ဒီ convention 87နဲ့ပတ်သက်ပြီးတော့ဒီလိုတောင်းဆိုထားတယ်လို့ပဲ convention 29နဲ့ပတ်သက်ပြီးတော့လေအဓမ္မလောအားပေးပေါ့နော်အဓမ္မလောအားပေးကိုလုံးဝကိုမဆောင်ရွက်ဖို့ပေါ့နော်ဒါကိုလည်းချက်ချင်းကိုရုပ်သိမ်းပေးဖို့အတွက်ကိုဒီဟာတွေတားဆီးပေးဖို့အတွက်ကိုတောင်းဆိုတာရှိပါတယ်နောက်တစ်ခုကတော့အခုကျွန်တော်တို့နိုင်ငံသားတွေတော်လှန်ရေးတဲ့ပါတီဖြစ်စေမပါတီဖြစ်စေတော်လှန်ရေးကိုထောက်ခံသည်ဖြစ်စေမထောက်ခံသည်ဖြစ်စေအားလုံးတပြေးညီဒုက္ခရောက်နေတယ်အတ္တမစစ်သားစုဆောင်ရေးပေါ့နော်အတ္တမစစ်သားစုဆောင်မှုကိုလည်းဒါမလုပ်ဖို့ဆိုပြီးတော့တောင်းဆိုထားတာရှိပါတယ်ကလေးငယ်တွေကိုစစ်ထဲကိုအတ္တမသွင်းတဲ့ကိစ္စပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အကျဉ်းတော်နေထဲမှာအကျဉ်းတော်နေထဲမှာအတ္တမလောအားခိုင်းစေတာပေါ့နော်ဒီ prison labor တွေပေါ့ဒါတွေကိုလည်းမလုပ်ဖို့ဆိုပြီးတော့တားဆီးထားတာရှိပါတယ်အဲ့တော့ဒီမှာ recommendation ပေးထားတာအများကြီးပါနောက်ဒီဟာတွေအပြင်ကိုကျွန်တော်တို့နိုင်ငံအနေနဲ့လည်းဒီလိုမျိုးတွေပြန်ပြီးတော့အကောင့်ထဲပေါ်ဖို့ပေါ့နော်လူသမားတွေရဲ့အခွင့်အရေးတွေပြန်လဲရရှိဖို့ဆိုလို့ရှိရင်မြန်မာနိုင်ငံဟာအရသာအစိုးရပြန်လဲပေါ်ပေါက်ဖို့လိုတယ်ဒါကြောင့်ရသာအစိုးရပေါ်ပေါက်ရေးအတွက်ကိုလည်းရှေ့ရှုပြီးတော့ဆောင်ရွက်ချက်တွေပေါ့နော်လောက်ရမယ်ဆိုတာလည်းဒီ recommendation မှာထည့်ထားတာရှိတယ်ပေါ့အဲ့တော့ဒါကတော့ CY ကနေပြီးတော့ကျွန်တော်တို့ထုတ်ထားတဲ့ recommendation ပေါ့ဒီမှာချိုးဖောက်မှုတွေဒီညမှာကျွန်တော်ခုနထပ်ပြီးတော့ပြောလိုတာအများစုက ILO ဆိုလို့ရှိရင်လူသမားကိစ္စလို့ပဲကျွန်တော်တို့သိထားတယ်ပေါ့နော် ILO ဟာလူသမားရေးရအဖွဲ့လူသမားရေးရအဖွဲ့လူသမားရေးရအဖွဲ့မှာအစိုးရကိုယ်စားလှယ်လုပ်ငန်းရှင်ကိုယ်စားလှယ်အလုပ်သမားကိုယ်စားလှယ်တွေပါပါတယ်အဲ့တော့တနိုင်ငံလုံးရဲ့အရေးအရာတွေလိုမျိုးလည်းပြောလို့ရပါတယ်တကယ်နိုင်ငံတနိုင်ငံမှာအစိုးရရဲ့အလုပ်ရှင်ရဲ့အလုပ်သမားရဲ့ဒါအဓိကပါပဲဘယ်လိုမျိုးပဲခွဲတန်းခွဲချမ်းကြည့်လုပ်ငန်းရှင်ရဲ့အလုပ်သမားရဲ့အစိုးရရဲ့အဲ့တော့ ILO ကသူ့ရဲ့ convention တွေသူ့ရဲ့လုပ်ဆောင်ချက်တွေကိုဆောင်ရွက်တဲ့အခါမှာနိုင်ငံတနိုင်ငံမှာဆောင်ရွက်မဲ့ကိစ္စအားလုံးတို့ပြန်ပြီးတော့ပါဝင်နေတယ်ပေါ့နော်ဒါကြောင့် ILO ရဲ့ဒီဆောင်ရွက်ချက်တွေပေါ့နော်အခု recommendation ပေးတာတွေကအလုပ်သမားသက်သက်ကြီးပဲမဟုတ်ပါဘူးကျွန်တော်တို့ရဲ့နိုင်ငံရေးကိစ္စတွေပါတယ်အလုပ်ရှင်တွေရဲ့ခုနကကျွန်တော်ကြံခဲ့တယ်ဒီ7အရာလုပ်ငန်းရှင်တွေလွတ်လပ်ကိုယ့်ရဲ့အလုပ်တွေကိုလုပ်ဖို့ဆိုတာတွေလုပ်ငန်းကိုလွတ်လပ်ဖွင့်ခွင့်ရှိရမယ်လွတ်လပ်ပိတ်သိမ်းခွင့်ရှိရမယ်ပေါ့နော်လုပ်ငန်းရှင်တွေရဲ့ဒီအသင်းအဖွဲ့တွေကအစလွတ်လပ်ဆောင်ရွက်ခွင့်ရှိရမယ်နောက်လုံသမားတွေရဲ့ကျွန်တော်တို့သမဂတွေကိုလည်းလွတ်လပ်ဖွဲ့စည်းထူထောင်ခွင့်တွေငွေရေးကြေးရေးတွေကအစပေါ့နော်အားလုံးကိုကိုယ်တိုင်စီမံခန့်ခွဲခွင့်တွေဒါတွေကိုပြန်ပေးရမယ်ဆိုပြီးတော့လည်းပြောထားပါတယ်အဲ့တော့
ဒါတွေကိုကျွန်တော်တို့ recommendation တွေပေးထားတယ် CUI ရချိုးပေါက်မှုကလည်းအမှန်ဒီချိုးပေါက်မှုတွေကိုလည်းရပ်တန့်ဖို့ဘာတွေပြုပြင်ဆောင်ရွက်ရမယ်ဆိုတာတွေကိုပေးထားတယ်သို့တော့ခုနကမပေါင်ယူမေးသလိုပေါ့နော်ဘာတွေတရားတွေကိုလိုက်နာသလားဘာတွေချိုးဖောက်တယ်လဲဆိုတော့ခုနကကျွန်တော်ပြောခဲ့တဲ့ဟာတွေကိုအခုလက်ရှိဗမာပြည်ဖြစ်နေတာ ਨੇ ဟိုချိန်ညှိပြီးတော့ပြည်တန်တင်ပြီးတော့တိုင်းကြည့်လိုက်လို့ရပါတယ်ဒါတွေပြုပြင်ပြောင်းလဲတယ်အဲ့တော့ကျွန်တော်တို့မြင်တာကစကစဟာအနှဲငယ်မျှတောင်မှမလိုက်နာတဲ့အပြင်ပုံမူပြီးတော့တောင်ချိုးဖောက်တယ် ILO လိုအဖွဲ့အစည်းမျိုးပေါ့နော် ILO မှာနိုင်ငံမောင်ကျွန်တော်တို့ကမ္ဘာပေါ်မှာရှိသမျှနိုင်ငံအားလုံးနည်းနည်းဒီ ILO မှာပြန်ပြီးတော့ပါတယ်အဲ့တော့တကမ္ဘာလုံးကပါဝင်အဖွဲ့ဝင်တွေအားလုံးကမ္ဘာနိုင်ငံအသီးသီးရဲ့ပါလာနေတဲ့ဒီ ILO ကိုလည်းဂရုမစိုက်ဘူးဆိုတဲ့ပုံသဏ္ဍာန်နဲ့သူကပို့ပြီးတော့တောင်ချိုးဖောက်ပြလိုက်နေတယ်ကျွန်တော်တို့ခုနလိုမျိုးလုပ်ငန်းရှင်တွေကိုထပ်ပြီးတော့ဖိနှိပ်တာတွေရှိတယ်အလုပ်သမားတွေကိုထပ်ပြီးတော့ဖိနှိပ်တာတွေရှိတယ်ခုနကပြောတဲ့ဒီ recommendation အကုန်လုံးကိုမလိုက်နာတဲ့အပြင်ထပ်ပြီးတော့ကိုချိုးဖောက်တာတွေရှိတယ်အဲ့တော့လွတ်လပ်စွာသင်မျိုးဖွဲ့စည်းခွင့်ဆိုတာလည်းလုံးဝမရှိဘူးပေါ့နော်သုံးပွင့်ဆိုင်ရန်နေရဆိုတာလည်းကျွန်တော်တို့ဒီလုံးဝကိုသူတို့အကောင့်ထဲမပေါ်နိုင်ဘူးရှိကိုမရှိဘူးပေါ့နော်ဘာမှကိုယက်တီဆောင်ရွက်လို့မရဘူးအလုပ်သမားတွေကလွတ်လွတ်လပ်လပ်ကိုအလုပ်လုပ်ခွင့်မရှိတဲ့အပြင်ကိုသူတို့တွေကအခုချိန်မှာအဓမ္မစစ်သားစုဆောင်းခံနေရတဲ့အခြေအနေပေါ့နော်ဒီဘောက်လည်းလွတ်လွတ်လပ်လပ်အလုပ်ထွက်လုပ်ခွင့်မရှိဘူးပြည်တွင်းမှာလည်းလွတ်လွတ်လပ်လပ်အလုပ်လုပ်ခွင့်မရှိတဲ့အခြေအနေဖြစ်နေတယ်ပေါ့နော် forced conscription အဓမ္မစစ်သားစုဆောင်းတဲ့ဥပဒေကိုပြဋ္ဌာန်းပြီးတော့ဒီဥပဒေအတိုင်းတောင်စနစ်တကျမဟုတ်ဘဲနဲ့တွေ့ကြရမှာပေါ်တာဆွဲပြီးတော့ပေါ့နော်ဒီလိုမျိုးကိုဟိုစီးပြက်ကမ်းပြက်နဲ့ကိုဒီချိုးဖောက်နေတာတွေကတော့အားလုံးမြင်ရမှာပါလုပ်ငန်းရှင်တွေကိုဆိုလို့ရှိရင်လည်းခုနကဒီပုဂ္ဂလိကစေယုံတွေကအစပေါ့နော်အခြားသောဒီလုပ်ငန်းတွေကိုလည်းဒါပိတ်သိမ်းတာတွေဖိနှိပ်တာတွေညီမျိုးစုံနဲ့ချိုးဖောက်နေတာကိုကျွန်တော်တို့တွေ့မြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျမတို့ဒီစစ်ကောင်စီရာဆိုလို့ရှိရင်ဒီ ILO ရဲ့ပြဋ္ဌာန်းချက်လွတ်လပ်စွာအသင်းမြဖွဲ့စည်းခွင့်ဒီမိုကရေစီနည်းကျလှုပ်ရှားခွင့်တွေကိုချိုးဖောက်နေတဲ့အပြင်ကျမတို့ဒီလှုပ်ရှားနေတဲ့သမဂခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေပြီးလို့ရှိရင်ကျမတို့နိုင်ငံသားအဖြစ်ရုပ်သိမ်းတာတွေဒါမျိုးတွေလည်းကျမတို့ဒီပေါ်ပေါ်တင်တင်ချိုးဖောက်နေတဲ့ဟာတွေကိုဝင်ကြီးနေနဲ့ရှင်းပြသွားတာကျေးဇူးတင်ပါတယ်နောက်ပြီးတော့ဒီအဓမ္မလောအားခိုင်းစေခြင်းပေါ့လေစစ်တပ်မှာစစ်မှုထမ်းခိုင်းတာတွေဒါတွေကလည်းပြည်သူတရက်လုံးခံစားနေရတဲ့စကားစားရဲ့ဒါကျူးလွန်မှုတွေဖြစ်ပါတယ်ဟုတ်ကဲ့ဝင်ကြီးကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်မ second round ကိုဆက်ပြီးတော့သွားပြရစီကျွန်တော်တို့ဒီသုံးဝင်းဆိုင်ရဲ့အလုသမားကိုယ်စားလှယ်ဒေါ်ခိုင်စာအောင်ကိုကျွန်မအနေနဲ့ဖိတ်ခေါ်ပြရစီဆိုတော့ဒီ ILO မှာဒီနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ရက်တီချက်တွေနဲ့ ILO ရဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကရောဘယ်လိုရှိလဲရှင်ပြီးတော့အပြည်ပြည်ဆိုင်ရာကိုပြောမယ်ဆိုလို့ရှိရင်လည်းဒီပူးပေါင်းဆောင်ရွက်မှုတွေနဲ့အားကောင်းသလိုဒီပြည်တွင်းမှာရှိတဲ့တော်လှန်ရေးအင်အားစုတွေနဲ့လူထုလှုပ်ရှားမှုတွေကလည်းပြင်းပြင်းထန်ထန်ကြဲကြဲလောင်လောင်ဖော်ထုတ်နေတာတွေကိုလည်းတွေ့ရပါတယ်ဆိုတော့ကျမတို့ဒီရက်ပိုင်းတော်တင်မှာဆိုလို့ရှိရင် ILO ကိုဒီပုံမှန်33ရအကောင့်ထဲပေါ်ပေးဖို့အရေးယူပေးဖို့အတွက်ကိုလည်းကျမတို့လူထုဆန္ဒပြပွဲတွေချီတက်ပွဲတွေပြီးတော့ဟောပြောပွဲတွေလည်းတောက်လျှောက်ကျမတို့အတန်တွေထုတ်နေတာတွေလည်းတွေ့ရပါတယ်ဆိုတော့ဒီအပေါ်မှာဆွေးနွေးပေးပါရန်အတွက်ဖိတ်ခေါ်ပါရစေရှင်ဟုတ်ကဲ့ပထမတစ်ဆင့်တော့ပေါ့နော်ကျမတို့အပြည်ဆိုင်ရာသမဂ္ဂတွေနဲ့ပူးပေါင်းဆောင်ရွက်မှုလို့ပြောရင်ပေါ့နော်ဒီ2021ခုနှစ်စပြီးတော့ကျမတို့ကဒီအာဏာသိမ်းခံလိုက်ရပြီဆိုကြတဲ့ကကျမတို့အပြည်ဆိုင်ရာသမဂ္ဂတွေနဲ့ပူးပေါင်းဆောင်ရွက်လုပ်ခဲ့ပါတယ်အဓိကအဖြစ်တော့ CTUM ဒီမြန်မာနိုင်ငံလုံးဆိုင်ရာလုံသမဂ္ဂများအဖွဲ့ချုပ်တွေအပြည်ဆိုင်ရာလုံသမဂ္ဂအဖွဲ့ချုပ်ဖြစ်တဲ့ ITUC လို့ခေါ်တဲ့ကမ္ဘာအကြီးဆုံးသမဂ္ဂအဖွဲ့ချုပ်မှာအဖွဲ့ဝင်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ချက်ချင်းပဲဒီ ITUC နဲ့ကျွန်တော်တို့ဆက်သွယ်ပြီးတော့မှဒီမြန်မာနိုင်ငံရဲ့အခြေအနေကိုဆွေးနွေးရဲเนาะဒီမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကိုတင်ပြတယ်သူတို့ရှိရနေကျွန်တော်တို့အကူအညီလိုတဲ့ဟာတွေကိုတောင်းခံခဲ့တယ်ပေါ့နော်ဘာလို့ကျွန်တော်တို့က ITUC ကအကူအညီလိုတာလဲပေါ့နော် ITUC ဒီကဝါလုံးဆိုင်ရာအဖွဲ့ချုပ်ဖြစ်တဲ့အတွက်နိုင်ငံပေါင်းကျွန်တော်တို့180လောက်ကအဖွဲ့ဝင်ဖြစ်ပါတယ်140လောက်ကအဖွဲ့ဝင်ဖြစ်ပါတယ်အဲ့တော့ကျမတို့ဒီအပြည်ပြည်ဆိုင်ရာမှာမြန်မာနိုင်ငံကိစ္စကိုကျမတို့လိုက်ပြောခြင်းလဲဆိုရင်
ကျမတာဝန် advocacy ပေါ့နော်တာဝန်နှိုးဆော်ရေးတာဝန်ကိုယူထားပေမဲ့ကျမတယောက်တည်းမရပါဘူးဆိုတော့ကျမတို့ဒီလိုပြည်ဆိုင်ရာအဖွဲ့ချုပ်ကြီးရဲ့ဒီအကူအညီကိုရယူပြီးတော့မှမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေကိုကျမတို့တင်ပြခဲ့ပါတယ်အဓိကအဖြစ် ILO မှာပေါ့နော် ILO မှာဆိုရင်ကျမတို့အလုပ်ရှင်လုပ်သမားအစိုးရသုံးပွင့်ဆိုင်ဖြစ်တဲ့ ILO မှာအလုပ်ရှင်အုပ်စုဆိုတာရှိပါတယ်ဆိုတော့ ITUC မှတဆင့်ကျမတို့ဒီ ILO မှာရှိတဲ့အလုပ်ရှင်အလုပ်သမားအုပ်စုပေါ့နော်အုပ်စုကိုကျမတို့ကတွေးဆုံနိုင်တယ်သတင်းချက်လက်တွေပေးနိုင်တယ်နော်သူတို့ကနေတဆင့်မြန်မာနိုင်ငံပေါ်မှာဒီပေါ့နော် ILO အနေနဲ့ဆောင်ရွက်တင်တာတွေအရေးယူတင်တာတွေကိုကျမတို့တောင်းဆိုခဲ့တယ်ပေါ့နော်ဒါကြောင့်လဲ2021ဒီ6လပိုင်းဂျွန်မှာပြုလုပ်တဲ့ ILO ရဲ့ညီလာခံကနေပြီးတော့မှနော်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကိုဒါသူတို့ဆုံးဖြတ်ချက်တွေချမှတ်ခဲ့တာရှိပါတယ် ILO ရဲ့ member တွေအားလုံးကမြန်မာနိုင်ငံဒီမိုကရေစီပြန်ရဖို့အတွက်ပူးပေါင်းဆောင်ရွက်ကြပါဆိုပြီးတော့မှအစောပိုင်းမှာလည်းက ILO ကဒီဆုံးဖြတ်ချက်တွေကြားခဲ့တာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီလိုလုံးနိုင်တယ်ဆိုအပြည်ဆိုင်ရာတမကတွေရဲ့နိုင်ငံတိုင်းမှာပေါ့နော်နိုင်ငံများပြားမှာရှိတဲ့တမကတွေရဲ့ဒါထောက်ခံပံ့ပိုးမှုတွေပူးပေါင်းဆောင်ရွက်မှုတွေကြောင့်ဖြစ်တယ်ဆိုတာကိုဒီမှာပထမဆုံးပြောချင်တယ်ပေါ့နော်ဆိုတော့အဲ့လိုပဲကျွန်တော်တို့2021 2022တောက်လျှောက်မှာလည်းဒီလိုမျိုးအပြည်ဆိုင်တမကတွေနဲ့ပူးပေါင်းဆောင်ရွက်ရပါတယ်ဆိုတော့သူတို့ရဲ့အကူအညီနဲ့ပဲသူတို့ရဲ့ဖိတ်ကြားပေးမှုနဲ့ပဲကျမတို့ဒီ EU နိုင်ငံတွင်နိုင်ငံများပြောက်သွားနိုင်တဲ့ EU ပြင်ပပေါ့နော်နိုင်ငံတွေမှာဖိလစ်ပင်းဆိုဒီပေါ့နော်ဟောင်ကောင်တို့အခြားနိုင်ငံတွေကျမတို့သွားနိုင်တဲ့အာဆီယံအတွင်းမှာဆိုလို့ရှိရင်လည်းကျမတို့ဒီပေါ့နော်စိတ်ဆက်ဆောင်ရွက်မှုတွေအများကြီးလုပ်နိုင်တယ်ပေါ့နော်အဓိကအဖြစ်ကျမတို့ ITUC တဲ့မဟုတ်ပါဘူးဒီ Global Union Federation လို့ခေါ်တဲ့ကဏ္ဍအပြည်ဆိုင်ရာအဆင့်ကဏ္ဍအဖွဲ့ချုပ်တွေဖြစ်တဲ့ Industry All တို့ BWI တို့ပေါ့နော်ဒီအဖွဲ့တွေကလည်းကျမတို့ဒီအပြည်ဆိုင်ရာလှုပ်ရှားမှုတွေမှာသူတို့ဒီအင်တိုက်အားတိုက်ဒီဇိုင်းမှတ်ပေါ့နော်မြန်မာနိုင်ငံအရေးမှာပါဝင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ဒီနေရာမှာလည်းကျမတို့ ETUC ဥရောပလုံသွားတမကအဖွဲ့ချုပ်တွေကိုလည်းမိတ်ထားလို့မရပါဘူးကျွန်တော်တို့ EU ထဲမှာ EU ဆိုရတွေကိုစကားပြောခြင်းနဲ့ဆိုရင် ETUC ကနေတဆင့်ကျမတို့ကတွေ့ဆုံရတာဖြစ်ပါတယ်ဆိုတော့ EU Commission တို့ပါလို့ဆိုကျမနှစ်တိုင်းမှာတစ်ကြိမ်နှစ်ကြိမ်လောက်သွားတွေ့ပြီးတော့ဒီပေါ့နော်နိုင်ငံမှာဖြစ်နေတဲ့အခြေအနေတွေအရေးယူဆောင်ရွက်စေလိုတာတွေကိုသွားရောက်ပြောကြားနိုင်တာဖြစ်ပါတယ်ဆိုတော့ဒီအာရှပစိဖိတ်ဒေသဆိုင်ရာတမကအဖွဲ့ချုပ်တွေရဲ့အကူအညီကြောင့်လည်းကျမတို့ဒီအဖွဲ့ချုပ်ရဲ့ဒီခေါင်းဆောင်ပေါ့နော်ဒီလက်ထောက်ထွေတွင်းရမှုဆိုလို့ရှိရင်လည်းဒါအာရှပစိဖိတ်ဒေသအတွင်းမှာအခရီးတွေသွားပြီးတော့တွေ့နိုင်တဲ့အနေအထားတွေလည်းရှိပါတယ်ဆိုတော့တောက်လျှောက်တော့ကျမတို့ပြည်ဆိုင်တမကတွေကပံ့ပိုးမှုရှိပါတယ်အခုအချိန်နေမှာလည်းကျမတို့အရေးကြီးတဲ့အခြေအနေတစ်ခုရှိရောက်နေပြီပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့စစ်တပ်ရဲ့ချိုးဖောက်မှုတွေကိုILO ကနေပြီးတော့မှအရေးယူဖို့ဆိုတာ Article 33ရအရေးယူပေးဖို့ဆိုတာကျမတို့ပြောနေတာပေါ့နော်အရှင်းမှာကျမတို့ဒုဝန်ကြီးလည်းရှင်းပြသွားတဲ့အတိုင်းပဲ Article 33ဆိုတာပါလဲเนาะဒီလွတ်လပ်စွာသင်္ဘောဖွဲ့စည်းခွင့်နဲ့ချုပ်ဖောက်တယ်ပြီးတော့ကြတော့ဒီအဓမ္မခိုင်းစေမှုတွေလုပ်တဲ့အတွက်ကြောင့်မို့ကျမတို့ကကော်မရှင်ဖွဲ့ပြီးတော့ ILO ကစစ်ဆေးခဲ့ပြီးပြီเนาะပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေကိုပြောခဲ့ပြီးပြီအဲ့ဒါတွေကိုမလိုက်နာတဲ့အပြင်ထပ်မံပြီးတော့မှချိုးဖောက်မှုတွေကိုနော်ဒီ ILO ကိုခယူးမဆိုင်ဖဲနဲ့မှာချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ဆက်လက်ပြီးတော့ဆောင်ရွက်နေတဲ့အတွက်ကြောင့်မလို့ဒါ ILO ကနေတတိပေးလာတဲ့နော်လုတ်ဖို့တွန်းလာတဲ့2024ခုနှစ်လုံးမှာဒါပေမဲ့မလုတ်ဆောင်တဲ့အတွက်ကြောင့်မလို့ဒီနေ့ Article 33ရမြန်မာနိုင်ငံကိုနော်အရေးယူဖို့ဆိုတဲ့အဆင့်ကိုရောက်လာပါတယ်ဆိုတော့ဒီလိုအနေထားမျိုးမှာလည်းကျမတို့ဒီအပြည်ဆိုင်ရာလုံသောတမကအဖွဲ့ချုပ်တွေကနေပြီးတော့မှ campaign တွေလှုပ်ဆောင်နေရရှိပါတယ်ကမ္ဘာလုံးဆိုင်ရာအဖွဲ့ချုပ်တွေလည်းမဟုတ်ပါဘူးတချို့နိုင်ငံလိုက်တွေမှာလည်းကျမတို့ဂျပန်တို့ဒီအင်ဒိုနီးရှားတို့ဖိလစ်ပင်းတို့မှာလည်းဒါလှုပ်ဆောင်နေရတယ်ရှိပါတယ်ရှင်ထိုင်းနိုင်ငံမှာဆိုလည်းကျမတို့ဒီရွှေပြောင်းလုပ်သမားတွေကဆောင်ရွက်နေရတယ်လည်းရှိပါတယ်ဆိုတော့ဒါကတော့အပြည်ဆိုင်ရာလှုပ်ရှားမှုတွေပေါ့နော်ပြည်ဆိုင်ရာအဆင့်မှာကျမတို့လှုပ်ရှားမှုတွေဖြစ်ပါတယ်ပြည်တွင်းမှာဆိုရင်လည်းအခုဆိုလို့ရှိရင်ကျမတို့တိုင်းနဲ့ပြည်နယ်9ခုမှာဒီ Article 33ရ ILO ကနေမြန်မာနိုင်ငံကိုအရေးယူပေးပါဆိုတဲ့ဟာတွေကိုတောင်းဆိုနေတာကိုတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီမှာထိုင်နေတော့အလုပ်ရှင်အလုပ်သမားအစိုးရပေါ့နော်သုံးပွင့်ဆိုင်အလုပ်သမားဖွဲ့တွေကပဲ Article 33ကိုလိုချင်တာလားเนาะအလုပ်ရှင်တွေကပဲဒီ ILO ကနေပြီးတော့မှ Article 33ကိုသုံးပြီးတော့လိုချင်တာလားเนาะဒီ NUG ကပဲလိုချင်တာလားမဟုတ်ပါဘူးကျမတို့တောင်းနေတာဟာကျမတို့ရဲ့အတန်ဒီဒါပြည်သူကိုဒါ
ပြည်သူရဲ့အတန်ဖြစ်တယ်ဆိုတာကိုကျမတို့ပြောချင်တယ်အဲ့လိုပဲပြည်သူကလည်းသူတို့ထောက်ခံကြအောင်ကိုတိုင်းနဲ့ပြည်နယ်အနှံ့မှာဒီ strike committee တွေเนาะဒီပြည်သူလူထုတွေကနေပူးပေါင်းပြီးတော့မှသူတို့ရဲ့ဆန္ဒတွေကိုထုတ်ဖော်နေတာတွေတွေ့ရမှာဖြစ်ပါတယ်ဆိုတော့ဒီလှုပ်ရှားမှုကဒီနေ့ထိရပ်တန့်နေမှာတော့မဟုတ်ပါဘူးအခုဆိုလို့ရှိရင်ကျမတို့ကဂျနီဗာမှာဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာဒီ ILO ရဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းအဝေးကိုကျင်းပနေပါတယ်ကျမတို့ရဲ့လက်ထောက်ထွေထွေတွင်မှုတော်ဖြိုးဆန္ဒဆိုက ILO အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်ပါတယ်သူကစီဝေးတက်နေပါတယ်ရှင်ကျမလည်းမနှက်ဖြန်ကြလို့ရှင်ဒီစီဝေးသွားတက်မှာဖြစ်ပါတယ်ဆိုတော့19ရက်နေ့ကျရင်တော့မြန်မာကိစ္စကိုဆုံးဖြတ်ဖို့ရှိပါတယ်ဆိုတော့ဒီလိုမျိုးမဆုံးဖြတ်မဲ့အနေထားမှာပေါ့နော်ကျမတို့ကမြန်မာနိုင်ငံရဲ့ပြည်သူတွေရဲ့အတန်ကိုILO မှာရှိတဲ့နိုင်ငံတကာကတာဝန်ရှိတဲ့เนาะအလုပ်ရှင်အလုပ်သမားအစိုးရတွေကြားအောင်ကျမတို့ဆောင်ရွက်နေတယ်ဆိုတာကိုပြောချင်ပါတယ်ဆိုတော့ဒီပေါ့နော်နောက်ပိုင်းမှာလည်းဒီ19ရက်နေ့ဆုံးဖြတ်ချက်ချပြီးရင်တော့ကျမတို့ပြည်သူကိုပြန်ပြီးတော့ ILO ရဲ့ဆုံးဖြတ်ချက်ကိုစီရင်ခံတင်ပြသွားဖို့ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအလုပ်သမားကိုယ်စားလှယ်ဒေါ်ခိုင်စာအောင်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ကျမတို့ဒီလာမယ့် match လ19ရက်နေ့မှာ ILO နဲ့ ILO ကနေ governing body အစည်းအဝေးကနေပြီးတော့ဆုံးဖြတ်ချက်ကိုကျမတို့ဒီပြည်သူလူထုကလိုလားနေတဲ့ဒီ ILO ကနေပြီးတော့ပုံမှန်33ရာအများဆုံးအရေးယူပေးဖို့ပြည်သူလူထုတရက်လုံးကလည်းဒီထောက်ခံနေတယ်ဆိုတာကိုလည်းအားလုံးမျက်မြင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်မဆက်လက်ပြီးတော့မေးမြန်းလိုတာကတော့ဒီစစ်ကောင်စီရဲ့ကျူးလွန်မှုတွေအပေါ်မှာပေါ့လေအရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့အတွက်ကိုဒီမြန်မာပြည်သူတွေအပေါ်မှာရောဒီတော်လှန်ရေးအပေါ်မှာရောတက်ရောက်မှုအကျိုးတက်ရောက်မှုကဘယ်လိုရှိနိုင်ပါသလဲပြီးတော့ဒီစစ်ကောင်စီရဲ့တောက်တိုင်ဝင်ငွေစည်းစိမ်မှုတွေကိုဖျက်တောက်ဖို့ဒီလေရင်စီဓာတ်စီပေါ့လေဘဏ်လုပ်ငန်းအစရှိသဖြင့်ဒီလုပ်ငန်းတွေအပါအဝင်ဒီငွေကြေးစည်းစိမ်မှုဒီလက်နက်ဝယ်မှုတွေကိုမလုပ်နိုင်အောင်ကျမတို့အကြမ်းဖက်မှုတွေကိုဆက်လို့မလုပ်နိုင်အောင်ဒီစကားစားရဲ့ကျူးလွန်မှုတွေကိုအရေးယူဆောင်ရွက်မှုအပေါ်မှာပြည်သူအစိုးရ NUG နဲ့ကျမတို့အတိမတ်ပြုရေးအပါအဝင်ဒီစကားစားကိုနိုင်ငံတကာက disengagement ပေါ့လေဆက်ဆံမှုမပြုလုပ်အောင်ကျမတို့ပြုလုပ်နိုင်ရေးအတွက်ကိုပုံမှန်33ရအရေးယူဖို့အတွက်ကဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုပြည်သူတွေသိရှိစေရန်အတွက်တင်ပြပေးပါရန်ကျမတို့ဒီအစိုးရကိုယ်စားလှယ်ဖြစ်တဲ့ဒုဝန်ကြီးဦးကျော်နေကိုဖိတ်ခေါ်ပြစေရှင်ဟုတ်ကဲ့ဖိတ်ခေါ်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီစကားစာကို article 33ရအရေးယူရေးပေါ့နော်ဘယ်လောက်ထိအရေးကြီးတယ်လဲဆိုတော့ဒါကတိုင်းပြည်တစ်ပြည်ကိုကျွန်တော်တို့ဖိနှိပ်နေတယ်ပေါ့နော်ဖိနှိပ်တယ်ပြည်သူလူထုဆိုတဲ့နေရာမှာလူမျိုးအလိုက်ကောနောက်ကျွန်တော်တို့ဘာသာရေးအလိုက်ကောပေါ့နော်အကုန်လုံးကိုသူကဖိနှိပ်နေတာပေါ့နော်ဒီတုံးကိုညီမျိုးစုံတွေကိုဖိနှိပ်တယ်သူတို့ကိုကျွန်တော်တို့အရေးယူဖို့ဆိုတဲ့နေရာမှာကျွန်တော်တို့ကညီပေါင်းစုံကျွန်တော်တို့သုံးဖို့လိုတယ်ပေါ့နော်ကျွန်တော်တို့ဒီ NUG ရဲ့ဝန်ကြီးဌာနတွေလည်းဒါကိုယ့်ရဲ့ကဏ္ဍအလိုက်ကနေကိုယ်တွေစူးစမ်းကြတယ်ကျွန်တော်တို့ကတော့လုံသမားဝန်ကြီးဌာနဖြစ်တဲ့အတွက်ကြောင့် ILO ရန်ရာကနေပြီးတော့ပေါ့နော်အရေးယူရေးအဲ့တော့ကမ္ဘာပေါ်မှာရှိနေတဲ့နိုင်ငံတွေကလည်းဝိုင်းပြီးတော့ကျွန်တော်တို့ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရေးအတွက်ကိုညီမျိုးစုံနဲ့အရေးယူပေးနေတာရှိပါတယ်ဆန်ရှင်တွေဒါအမေရိကန်ကနေဒါစသဖြင့်ပေါ့နော်အဲ့ရနေရောနောက်ဥရောပနိုင်ငံတွေနော်ဩစတြေးလျလိုနိုင်ငံတွေကအစပေါ့နော်အားလုံးအရေးယူပေးနေတာတွေလည်းရှိပါတယ်သို့တော်ဒီရေးယူမှုတွေကဒီလိုရေးယူပေးတာတွေအတွက်လည်းကျေးဇူးတင်တယ်သို့တော်လုံလောက်မှုတော့မရှိဘူးပေါ့ဒါကြောင့် article 33အရအရေးယူမှုကတော့အဖွဲ့အစည်းအနေနဲ့အရေးယူတာဖြစ်ပါတယ်နိုင်ငံပေါင်းစုံပါတဲ့အဖွဲ့အစည်းကအရေးယူတာဖြစ်ပါတယ်အဲ့ဒီမှာနိုင်ငံကိုယ်စားလှယ်တွေကြီးပဲမဟုတ်ပါဘူးအလုပ်ရှင်ကိုယ်စားလှယ်တွေအလုပ်သမားကိုယ်စားလှယ်တွေပါပါတယ်ဒါကြောင့်နိုင်ငံပေါင်းစုံပါတဲ့ဒီအဖွဲ့အစည်းကြီးကနေအရေးယူတာဖြစ်တဲ့အတွက်ကြောင့်ဒီအရေးယူမှုကအင်မတန်အရေးကြီးပါတယ်စကားစကိုကျွန်တော်တို့ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကိုပြည်သူလူထုကဘဝတွေအသက်တွေပေးပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့တိုက်ခိုက်တော်လှန်ပြီးတော့ကျွန်တော်တို့ရယူနေရတာပါဒါဒီမိုကရေစီအတွက်ပါအဲ့တော့ဒီရေးယူမှုတွေကနေစကားစမြန်မြန်ပြိုလဲသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တိုင်းပြည်မြန်မြန်ငြင်းမယ်လူအသက်တွေထပ်ပြီးတော့မသေးတော့နိုင်ငံတကာကလည်းဗမာပြည်မှာယင်းနှိမ့်နဲ့ဂျင်းတဲ့လူတွေလည်းမြန်မြန်ဆန်ဆန်ပြန်ပြီးယင်းနှိမ့်လို့ရမယ်မြန်မာပြည်ရဲ့အစိုးရနဲ့မြန်မာပြည်သူတွေနဲ့
ဂုဏ်သိက္ခာရှိပြန်ပြီးတော့လက်တွဲပြီးတော့တန်တမန်ရေးအရာဖြစ်စေနိုင်ငံရေးအရာဖြစ်စေစီးပွားရေးအရာဖြစ်စေဂုဏ်သိက္ခာရှိလက်တွဲပြီးတော့လုပ်ဖို့ဆိုလို့ရှိရင်စကစကိုကျွန်တော်တို့မြန်ဒီဖြုတ်ချဖို့လိုတယ်ပေါ့နော်အဲ့လိုဖြုတ်ချတဲ့အခါမှာဒီ ILO ရဲ့ရန်နေရာကနေပြီးတော့ Article 33ရအရေးယူမှုဟာအင်မတန်အရေးကြီးပါတယ်အဲ့တော့ဒီမှာကျွန်တော်တို့တွေတစ်ချက်လေးတော့ကျွန်တော်နည်းနည်းလေးဖြည့်ပြောခြင်းတယ်ပေါ့နော်ဒီလိုရေးယူလို့ရှိရင်တချို့တွေမေးကြပါတယ်ပြည်သူလူထုတွေနင့်နာမသွားဘူးလားဆိုတာပေါ့နော်ကျွန်တော်တို့ပြည်သူလူထုကဒီချက်နင့်နာစရာဘာရှိအောင်မလဲဆိုတော့ပဲကျွန်တော်တို့ကပြန်မေးကြပါတယ်ဒီဘုံကြီးကျောင်းတွေစာသင်ကျောင်းတွေစေယုံတွေ church တွေအကုန်လုံးကိုမရှောင်ဘုံကျဲတက်ဖြတ်ရွာလုံးကျွတ်မီးရှို့ပေါ့နော်ဒီလိုဖြစ်နေတဲ့အချိန်မှာဘယ်ပြည်သူလူထုကထပ်ပြီးတော့ဒီတက်နစ်နာတဲ့ဟာမျိုးပေါ့နော်ထပ်ပြီးတော့ကြုံအောင်ပါလဲပေါ့နော်စကသာလျင်အနစ်နာဆုံးပဲဖြစ်မယ်စကသာလျင်ဒီအာဏာလက်လွတ်ရမယ်အခြေအနေပဲဖြစ်မယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီရေးယူမှုကိုစကကိုအတွက်ကိုကျွန်တော်တို့ပြည်သူလူထုဒီမိုကရေစီရရှိရေးအတွက်ကိုအင်မတန်အရေးကြီးတယ်စကကိုကျွန်တော်ဒီနေရာမှာတစ်ခုပြောချင်တာခုနမေးတဲ့မိကုန်းနဲ့ဘလောက်အရေးကြီးတယ်လဲဘလောက်ထိတက်ရောက်နိုင်တယ်လဲဆိုတာပေါ့နော်ဒီဟာကဘယ်လိုရေးယူမလဲဆိုတဲ့ဟာကအရေးကြီးအဲ့တော့ကျွန်တော်တို့ဒီပေါ့နော်စကဒီချိုးပေါက်မှုတွေပြန်ပြီးတော့ဒီပြုပြင်လို့ရယုံတော့ဒီအရေးယူယုံတော့ ਨੇ မရဘူးဒီ COI recommendation မှာဒါတွေကိုအမှန်တကယ် convention တွေအတိုင်းလိုက်နာဖို့ဆိုလို့ရှိရင်အယက်သားအစိုးရပြန်ပြီးတော့အာဏာရဖို့လိုတယ်ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရှိဖို့လိုတယ်အဲ့တော့ဆိုလို့ရှိရင်စပြိုလဲသွားတဲ့အထိကိုကျွန်တော်တို့ပိတ်ဆို့ပြင်မှာရမယ်အဲ့လိုပိတ်ဆို့တဲ့ဆိုတဲ့နေရာမှာစီးပွားရေးရပိတ်ဆို့တာတွေရှိမယ်ပေါ့နော်တန်တမန်နည်းရရှိမယ်ဟုတ်ကဲ့ကျမတော့မကြားရတော့ဘူးရှင်ဟုတ်ကဲ့ဆိုတော့ကျမတို့ဒုဝင်ကြီးလိုင်းကျသွားပါတယ်ဟုတ်ကဲ့ဆိုတော့ကျမတို့ဆက်ပြီးတော့သွားလိုက်ပါမယ်ဆက်ပြီးသွားခွင့်ပြုပါရှင်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ဒီအာဏာသိမ်းပြီးတဲ့နောက်မှာပေါ့လေကျမတို့ဒီမျိုးဦးတော်လှန်ရေးမှာအလုပ်ရှင်အဖွဲ့အစည်းတွေအနေနဲ့ဒီမူဝါဒပိုင်းဆိုင်ရာသုံးပွင့်ဆိုင်မှာပါဝင်ဆောင်ရွက်မှုတွေအရှိန်မြင့်လာတာကိုလည်းတွေ့ရပါတယ်ဆိုတော့ဒီအာဏာသိမ်းပြီးတဲ့နောက်မှာတနိုင်ငံလုံးမှာဒီအကျိုးဆက်အနေနဲ့စိုးကျိုးတက်ရောက်ပြီးတော့ဒီအလုပ်ရှင်အခွင့်အရေးချိုးဖောက်ခံရတယ်အလုပ်ရှင်တွေအနေနဲ့ဒီအာဏာရှင်အမြင့်ပြတ်ချေမှုန်းရေးကိုတိုက်ပွဲဝင်နေတယ်လို့လည်းသိရပါတယ်တစ်ဖက်မှာလည်း UMFCCI ကနေပြီးတော့အသင်းကြီးကလည်းဒီစကားစားရဲ့တောက်တိုင်အဖြစ်နဲ့ရက်တည်ပြီးဒီစစ်တပ်ကိုအကြမ်းဖက်မှုတွေအပိတ်ထောက်ခံနေတာလည်းရှိပါတယ်ဆိုတော့ကျမတို့ဒီအာဏာရှင်အမြင့်ပြတ်ချေမှုန်းရေးစစ်ကောင်စီရဲ့ချိုးဖောက်မှုတွေကိုပြည်ဆိုင်ရာမှာရှိတဲ့ဒီအလုပ်ရှင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်မှုအနေအထားနဲ့ကျမတို့ဒီ ILO ရဲ့ပုံမှန်33ညအရေးယူဆောင်ရွက်မှုဘာကြောင့်အရေးကြီးလဲဆိုတာကိုတင်ပြပေးပါရဲ့အတွက်သုံးပွင့်ဆိုင်ရဲ့ဒီအလုပ်ရှင်ကိုယ်စားလှယ်ဖြစ်တဲ့ကျမတို့ဒီမြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ချုပ် MEF ရဲ့အထွေထွေတွင်ရေးမှုဦးဝင်မှုတွင်ကိုဖိတ်ခေါ်ပြရစီရှင်ဆိုတော့ကျမတို့ဒီဝင်ကြီးကတော့ပြန်ပြီးတော့ကျမတို့ line ပြန်ပြီးတက်လာပြီဆိုတော့ကျမတို့ဒီတွားလက်စားနဲ့ကျမတို့ဒီအလုပ်ရှင်ကိုအရင်ဖိတ်ခေါ်ပြီးရင်ဝင်ကြီးကိုပြန်လည်ဖြည့်ဆွတ်ဖို့ပြောဖို့ရှိလို့ရှိရင်ကျမပြန်ပြီးဖိတ်ခေါ်ပေးပါမယ်ဟုတ်ကဲ့ဝင်မှုတင်ဟုတ်ကဲ့ဟုတ်ကျွန်တော်ဗောနော်ဆရာနာရှင်အမြင့်ပြည့်ရေးဆိုတာပါတဲ့အခါကျတော့ဒါလေးကိုနည်းနည်းတော့ပြောပြသေးပါတော့ဆရာနာရှင်အမြင့်ပြည့်ရေးလို့ပြောတဲ့အခါမှာကျွန်တော်တို့နိုင်ငံကဗောနော်တစ်လျှောက်လုံးဒီ62ကနေဆရာနာသိမ်းမှုကနေစပြီးတော့ကြီးတွက်မယ်ဆိုလို့ရှိရင်ဒါနှစ်ပေါင်း90ကျော်80နီးပါးလောက်ရှိပြည်ရင်းစစ်ကြီးကိုရင်ဆိုင်ရတယ်ဗောနော်ဒါလည်းရပြီးကစားရစပြီးတော့တော့တိုင်းသားတွေရောဒီအုပ်စုအသီးသီးသဘောထားတွေတွဲကြတယ်အထူးသဖြင့်ပေါ့နော်62အာဏာသိမ်းမှုနောက်ပိုင်းမှာတိုင်းပြည်ကအထွေထွေအကြက်တဲကြီးတွေလည်းကြုံတွေ့ရတယ်တိုင်းပြည်လုံးစီးပွားလူမှုရေးအလုံးချွတ်ချုံကြမှုတွေလည်းရင်ဆိုင်ရတယ်ပေါ့နော်ဆိုတော့
ဒီဆရာနာသိမှုအမြင့်ဆရာနာရှင်အမြင့်ပြည့်ရေးဆိုတဲ့အခါမှာတစ်လျှောက်လုံးဒီဆရာနာရှင်62ကနေစပြီးတော့ဖွဲ့စည်းတည်ကနေကျွန်တော်တို့တွန်းလှန်တော်လှန်တဲ့ဟိုဟာရှိတယ်ပေါ့နော်တော်လှန်ရေးအင်အားစုတွေရှိတယ်ပေါ့ဆိုတော့တော်လှန်ခဲ့တဲ့အခါတော်လှန်ရေးသမိုင်းတစ်လျှောက်လုံးကြည့်တဲ့အခါမှာအကုန်လုံးကဒီစစ်ရေးပုံစံနဲ့နိုင်ငံရေးပုံစံကိုဒါအသုံးပြုကြတယ်ပေါ့နော်အဲတော့လွတ်ရပြီးခါခရဆိုလို့ရှိရင်ဒီဘာဘီကွန်မြူနတီပါတီကနေစပြီးတော့နောက်ဦးနုရဲ့ဒီ PDP ပါတီနောက်88ပါဆိုလို့ရှိရင်လည်းဒီ SCGUB နဲ့ဒီ ABSDF ပေါ့နော်ဒီနေ့ review ဒေါ်လာရေးရှိပေါ့ဒေါ်လာရေးသမိုင်းတစ်လျှောက်လုံးကြည့်တဲ့အခါမှာတစ်လျှောက်လုံးကစစ်ရေးပုံစံနဲ့နိုင်ငံရေးပုံစံမျိုးကိုဒါကျွန်တော်မြင်ရတယ်ပေါ့နော်ဒီနေ့ review ဒေါ်လာရေးကတော့ဒီဟာဒီဒါထဲမှာအားကောင်းတဲ့အချက်တွေပေါ့နော်အရင်ဒေါ်လာရေးနဲ့မတူတဲ့အချက်တွေပေါ့နော်အဲ့ဒါကဘာလဲဆိုတော့review ဒေါ်လာရေး2021 review ဒေါ်လာရေးစခရဲကနေဒီနေ့ရှိပေါ့နော်ဒီနေ့မှမပြတ်သေးတဲ့ဒီမျိုးပြတပိတ်ပျောက်ကြားတွေဒါပြီးတော့ဒီဘာလို့ပေါ့နော်campaign ပေါင်းစုံနဲ့ဒီ fundraising ပုံစံမျိုးစုံနဲ့ campaign ဟိုလုပ်တဲ့ဟာတွေမျိုးပြတပိတ်ပျောက်ကြားတွေစစ်စင်ရေးဒီတိုင်းသားအရာဝေတွေတော့မှာ PDF တွေရဲ့စီးရေးလှုပ်ရှားမှုတွေပြီးတော့ဒီကချင်ချင်းကယားမကွေးစကိုင်းဆိုင်ဒေသတွေမှာဂျာကာလာအုပ်ချုပ်ရေးအစီအမံတွေဒီစကားစဟိုထောက်ခံတဲ့လူတွေကိုအမှုပညာရှင်တွေရောဗာရောကျွန်တော်ပြောမှဆိုရင်ဘောမအမှုပညာရှင်တွေပေါ့ဗျာသူတို့လည်း social punishment လုပ်တာတွေပြီးလို့ရှိရင်ဒီမင်းအောင်လှိုင်အေကိုဒီ EOD ရောင်းပြီးတော့ရမငွေရှာတာတွေຫນွေဦးထီတွေ NUG bond တွေစသဖြင့်ပေါ့နော်ပြီးတော့ဒီဒေါ်စုရဲ့တာကိုထိန်လင်းရဲ့ဒီတထွင်းပကြီးနဲ့ရမငွေရှာတာတွေငွေကြေးကဏ္ဍမှာဆိုလို့ရှိရင်လည်း UG ပေးဒီရေဦးဘန်စသဖြင့်ပေါ့နော်ဟိုထီထောင်ပြီးတော့စင်ပြိုင်ငွေကြေးစနစ်တွေလုပ်ဖို့ကြိုးစားတာတွေဒါတွေကပြီးတော့ UG ရဲ့ဝန်ကြီးဌာနအသီးသီးကနေပြီးတော့မှဒီစစ်ကောင်စီလက်အောက်ခံဒီနန်းစီရီယန်တွေကိုနာမည်ပြစင်းအမိစင်းတင်သွင်းတာတွေနောက်ဆုံးဒီဒေါ်စင်မအောင်တို့ဥဆောင်မိုးထွန်းတို့ဥဆောင်တဲ့တန်တမန်ရေးရာတိုက်ပွဲအထိပေါ့နော်ဒါတွေကကျွန်တော်ကတော့စစ်ကောင်စီကိုဒါ fully crisis ဖြစ်အောင် total war ထိသွားရလို့မြင်ပါတယ်ပေါ့နော်ဒါစစ်ကောင်စီအမြင့်ပြည့်ရေးအတွက်ဆိုလို့ရှိရင်ဒါအရေးကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်နောက်တစ်ခုက2027ပေါ့နော်စစ်စင်ရေးနောက်ပိုင်းမှာလည်းဒါအားကောင်းတဲ့ဒီစစ်ရေးမျှော်လင့်ချက်တွေကိုကျွန်တော်တို့မြင်ရပါတယ်ဆိုတော့ဒါတွေကပေါ့နော်ကျွန်တော်တို့ကဒီစစ်ကောင်စီဒီဆရာနာရှင်အမြင့်ပြည့်ရေးလို့ပြောတဲ့အခါမှာဒါတွေကအရေးကြီးပါတယ်ကျွန်တော်တို့ MBF အနေနဲ့ကြတော့ဒီခုနကမေးရမေးအောင်ပါပေါ့နော်နိုင်ငံတကာနဲ့ဆက်သွယ်ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေဖြစ်ပေါ့နော် ILO ဆက်သွယ်ထားပါတယ်နောက် IOE ပေါ့နော်နောက်ဒီ check နဲ့ဒီတီမောမှာရှိတဲ့trade union တွေနဲ့ကျွန်တော်တို့အဆက်အသွယ်လုပ်ပြီးတော့ဆောင်ရွက်နေတာရှိပါတယ်နောက်112ဒီ ISC ပါ ISC ကိုတော့ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်တွေကဒီနိုင်ငံပေါင်း14နိုင်ငံကဒီလုပ်ငန်းရှင်တွေနဲ့ထိတွေ့ဆက်ဆံထားတာမျိုးတွေလည်းရှိပါတယ်နော်နောက်တစ်ခုကကြတော့ဒီ ILO မှာ ILO ရဲ့ Article 33ကဘာဖြစ်လို့အရေးကြီးရတယ်လဲဆိုတဲ့ဟာပေါ့နော်ကျွန်တော်တို့ကမြန်မာအရေးကိုUN မှာဆုံးဖြတ်တဲ့အခါမှာလုံခြုံရေးကောင်စီမှာဆုံးဖြတ်တဲ့အခါမှာပေါ့နော်တရုတ်နဲ့ရုရှားလိုနိုင်ငံကြီးတွေကဒီဗီဒီယိုအာတာနဲ့ပေါ့နော်မြန်မာအရေးဆိုလို့ရှိရင်ဒီစစ်ကောင်စီဘက်ကနေပြောပယ်ချလေးရှိတယ်ပေါ့နော်တစ်လျှောက်လုံးပေါ့နော်ဒီဟာကကြတော့ ILO ရန်ထဲမှာကြတော့ဒီလိုလုပ်လို့မရဘူးပေါ့နော်ဆိုတော့ခါကြတော့ဒီဟာကကျွန်တော်တို့အတွက်အရေးကြီးတဲ့အလှည့်ပြောင်းလို့ကျွန်တော်မြင်ပါတယ် ILO ရဲ့ဒီ Article 33ကမြန်မာနိုင်ငံကိုဒီဗမာပြည်သူတွေလုံးပေါ့နော်ဒီပြည်နယ်ချမှတ်တာအရေးကြီးတဲ့ကိစ္စလို့ကျွန်တော်မြင်ပါတယ်နောက်တစ်ခုပေါ့နော်ဟောကကျွန်တော်နိုင်ငံဒီဆရာနာသိမှုပြင်းပြင်းထန်ထန်ပေါ့နော်နစ်နာဆုံးတာရှိပါတယ်ဟောကျွန်တော်တို့နိုင်ငံရဲ့ဒီဟိုပေါ့တိုင်းသူပြည်သားလူငယ်များစွာဒီမျိုးပြတပိတ်တိုက်ပွဲတွေထောင်ရင်းစစ်ကြောရေးတွေတော်ရင်းလက်နက်ကိုင်တိုက်ပွဲတွေမှာအသက်ပေးကျဆုံးရတာအများကြီးပါတချို့ပြည်သူတွေဆိုလို့ရှိရင်လည်းအချင်းအောင်တွေကနေပြန်လွတ်မြောက်လာတဲ့အချိန်တွေမှာစစ်ကောင်စီထံမှာဒီခံဝင်လက်မှတ်ထိုးပြီးနေရတာရှိပါတယ်မြန်မာစစ်တပ်ရဲ့ဒီအုပ်ချုပ်ရေးရန်ရာတွေမှာအာရမလိုအပ်ပေးစိတ်ခိုင်းခံရတာတွေလည်းရှိပါတယ်ဆိုတော့မြန်မာပြည်သူတွေကဒါတွေကအမတန်ထိုးထိုးဝါနစ်နာဟုတ်မှုတွေကိုကြုံနေရတယ်လို့ကျွန်တော်ဒီနေရာကနေမြို့ပြည်သူတွေကိုတင်ပြချင်ပါတယ်2021ဒီဖေဖော်ဝါရီအာဏာသိမ်းမှုကနေစပြီးတော့ပေါ့နော်ဒီ
ပြည်သူ2200ကျော်ကအဖမ်းဆီးထိန်းသိမ်းခံရတယ်ဟလာပြည်သူ6200ကျော်ကဟလာတပ်ဖြတ်ရှင်ကိုခံရတယ်လို့ AAPP ရဲ့ဒီစစ်တမ်းတွေကဖော်ပြထားတာကျွန်တော်တို့လေ့လာသိရှိရပါတယ်နောက်2021ဖေဖော်ဝါရီကနေစပြီးတော့ပေါ့နော်အိန္ဒိယနိုင်ငံတွေကိုဒီထွက်ခွာသွားတဲ့မြန်မာနိုင်ငံသားအရေးအတွက်ကပေါ့နော်ဒီ2024ဒီဇင်ဘာမှာဆိုလို့ရှိရင်လူဦးရေ1.2 တန်းအထိရှိပါတယ်နော်မီးရှို့ဖျက်ဆီးခံရတဲ့အိမ်ခြေပေါင်းကလည်းဟလာ9000ကျော်တသိန်းနီးပါးရှိပါတယ်နောက်စစ်ဘေးရှောင်အရေးအတွက်ကတော့ဒီ3.5 တန်းအထိပေါ့နော်ရှိတယ်လို့ data for မြန်မာရဲ့အချက်လက်တွေကကျွန်တော်သိရပါတယ်2024ခုနှစ်မှာစစ်ကောင်စီကမြန်မာနိုင်ငံတဝန်းလုံးကိုပေါ့နော်လေကြောင်းတိုက်ခိုက်မှု25ဆအထိတိုးမြင့်ထားတယ်လို့ဟလာပေါ့နော်data တွေရတော့သိရပါတယ်အဲ့မှာအရသားနဲ့ကလေးငယ်တွေတည်ဆုံးမှုတွေစေယုံနဲ့စာတင်အကြောင်းတွေကိုပါမကြံဒီဘုံခွဲဒီလေဘုံကျဲတက်ဖြတ်မှုတွေကိုမနေ့ကဆိုလို့ရှိရင်လည်းအားလုံးသိပြန်ထင်ပါတယ်ဟုတ်ပါလက်ပြန်လှမှာဖြစ်သွားတဲ့ကိစ္စပေါ့နော်ဆိုတော့ဒါတွေကိုလည်းလာစကားစကိုEU နဲ့ဒီဘာလို့ဥရောပUS နဲ့ EU နိုင်ငံ9နိုင်ငံကနေပြီးတော့မှအပြင်းထန်ကန့်ကွက်ထားတာမျိုးရှိပါတယ်လက်ရှိအချိန်မှာဆိုလို့ရှိရင်ကျွန်တော်နိုင်ငံဟာဒီလူသားချင်းစာနာတဲ့အကူအညီတွေကိုရခိုင်အထက်အစ20ကျော်ပုံလိုအပ်နေပြီးတော့ခံမှန်းချီ15.2 တန်းခံများရှိတော်ပြီးသူတွေကလည်းဒီစေဝါနဲ့ရိတ်ခါအကူအညီလိုအပ်ရရှိတယ်ဆိုတာကိုတွေ့ရပါတယ်ကျွန်တော်ကပေါ့နော်ဒီ EAO နေရာတွေကိုလည်းတိုင်းဆရာတောင်းနေတဲ့လေးလာရေးထွက်တဲ့အခါမှာပေါ့နော်ဒါတွေကိုကျွန်တော်တွေ့ရပါတယ်လူကိုယ်တိုင်လည်းစစ်ပေးဆောင်စခန်းကိုကျွန်တော်ရောက်တဲ့အခါမှာအလွယ်တကူကာကွယ်တားဆီးလို့ရတယ်ပေါ့နော်ဒီယောဂါတွေဖြစ်တဲ့ဝမ်းပြက်ယောဂါငှက်ဖျားယောဂါအရေပြားယောဂါသွေးလွန်တုပ်ကွေးယောဂါစသဖြင့်ယောဂါတွေကိုတော့မှပဲဒါမကာကွယ်နိုင်ပဲနဲ့ပေါ့နော်အဲစစ်ပေးဆောင်စခန်းတွေမှာလူလူကဒုက္ခဆင်းရဲများစွာကြုံတွေ့နေရတာကိုကျွန်တော်မြင်ရပါတယ်နယ်စပ်ဒေသကိုတိမ်းရှောင်လာတဲ့ဒီပြည်သူလူထုတွေကလည်းဆိုလို့ရှိရင်နယ်စပ်ဒေသမှာအလောက်ကိုင်းအခွင့်အလမ်းရှားပါခြင်းကျန်းမာရေးဆောက်ရှောက်မှုနဲ့စေဝါမလုံလောက်ခြင်းအွန်လိုင်းလောင်းကစားလုပ်ငန်းကြားဖြတ်လုပ်ငန်းတွေမှာလည်းလူကုန်ကူးခံရခြင်းစတဲ့အခက်အခဲတွေကြောင့်လူထုအများစုပါလဲတော့နယ်စပ်မှာကုကယ်ရမဲ့ဖြစ်နေတာကိုတွေ့ရပါတယ်ဒီဖြစ်ရက်တွေကကျွန်တော်တို့အပေါ်မှာမကဘူးပေါ့နော်အိန္ဒိယနိုင်ငံတို့ပေါ်မှာလည်းပြင်းထန်စွာတက်ရောက်မှုတွေရှိတာကိုကျွန်တော်တို့လေ့လာတွေ့ရှိရပါတယ်ဆိုတော့ဒီနေ့ပေါ့နော်စစ်ကောင်စီကဒီ UMSCCI နဲ့ပေါင်းပြီးတော့စစ်ကောင်စီနဲ့ UMSCCI ပေါင်းပြီးတော့ပေါ့နော်ဒီပြည်သူလူထုရှာနေပြီးတော့မှဒီစစ်တမ်းတွေကောက်ယူပြီးတော့တကောင်ချင်းကောက်ယူပြီးတော့ပြောရမယ်ဆိုလို့ရှိရင်စစ်မှုထမ်းလူငယ်တွေကိုပြုလုပ်နေတာတွေ့ရပါတယ်ပြည်ပထွက်ခွာခွင့်တွေကိုလည်းပိတ်ပင်ထားတာသိရပါတယ်နောက်နန်းစီရီယန်ဝန်ထမ်းတွေနဲ့တာမန်ပြည်သူတွေကအနည်းဆုံး2 နှစ်ကနေ5 နှစ်အထိပေါ့နော်စစ်မှုထမ်းဆောင်ရမယ်ဆိုပြီးတော့သူတို့အမိန့်ချမှတ်ထားပြီးတော့ဒါတွေကိုအကြောင်းကြောင့်ရှောင်ဆွဲမယ်ဆိုလို့ရှိရင်ထောင်ဒဏ်2 နှစ်ကနေ5 နှစ်အထိပေါ့နော်ချမှတ်ခံရမယ်ဆိုတော့ဟာတွေလည်းသူတို့ပြဋ္ဌာန်းထားတာတွေ့ရပါတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့လူမြောက်အောင်လူထုရဲ့ပေါ့နော်ဒီဟာတွေကိုကယ်တင်နိုင်မဲ့ဒီလန်ကစစ်ကောင်စီကိုအလုံးစုံပျက်စီးရေးစစ်ကောင်စီကိုထိုးနှက်ရေးကကျွန်တော်တို့ရဲ့ရည်မှန်းချက်ဖြစ်ပါတယ်ဒီ ILO ရဲ့ Article 33ကအဲ့ရည်မှန်းချက်တွေထဲကတစ်ခုပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မြင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအခုလိုပြည့်စုံရှင်းပြသွားတဲ့အတွက်ဒီသုံးခွင့်ဆိုင်ကနေပြီးတော့အလုပ်ရှင်ကိုယ်စားလှယ်ကျေးဇူးအများကြီးတင်ရှိပါတယ်ဆိုတော့ကျမတို့ခုနကကျမတို့ဒုဝန်ကြီးကဒီအင်တာနက်အခက်အခဲတွေကြားရနေပြီးတော့ဖြည့်ချပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျမဒုဝန်ကြီးကိုဒီမိခွန်းနဲ့ပတ်သက်ပြီးတော့ဒါကလည်းအရေးကြီးတဲ့ပြည်သူတွေသိရမယ်သိတဲ့နဲ့ပေါ့လေကိစ္စရဲ့ဖြစ်တဲ့အတွက်ကျမအနေနဲ့ပြန်ပြီးတော့ဒီအဆက်ကိုဖြည့်ချပေးဖို့အတွက်ကိုဒီဒုဝန်ကြီးကိုမေတ္တာရက်ခံပြစေရှင်ဆိုတော့ကျမမိခွန်းလေးကိုပြန်မေးပေးပါမယ်ကျမတို့ဒီဒုဝန်ကြီးအနေနဲ့ဖြည့်ပြီးတဲ့နားနေအဆက်ပေါ့နော်ဖြည့်ဆွက်ပြီးပြောကြားပေးဖို့အတွက်ပါရှင်ဆိုတော့ကျမတို့ဒီ ILO ကနေပြီးတော့ပုံမှန်33ရအရေးယူဖို့အတွက်ကိုစစ်တပ်ရဲ့ကျူးလွန်မှုတွေကိုအရေးယူဖို့အတွက်ကိုဒီတောက်တိုင်တွေကိုပေါ့လေဖြိုချတဲ့နေရာမှာကျမတို့ဒီတော်လန်ရေးနဲ့ဒီပြည်သူလူထုအပေါ်အကျိုးသက်ရောက်မှုတွေကဘယ်လိုတွေဖြစ်နိုင်လဲပြီးတော့ကျမတို့ဒီ ILO ရဲ့ပုံမှန်33ညအရေးယူဖို့အတွက်ကပြည်သူတွေအတွက်ဘယ်လောက်ထိအရေးကြီးလဲဆိုတာကိုဒုဝန်ကြီးအနေနဲ့ဖြေကြားပေးဖို့အတွက်ကျမအနေနဲ့ထပ်ပြီးတော့ဖိတ်ခေါ်ပြစေဟုတ်ကဲ့ကျေးဇူးပါကျွန်တော်အင်တာနက်အခက်အခဲကြောင့်လိုင်းကျသွားတဲ့အတွက်ကြောင့်လည်းပြောနေနဲ့ရပ်သွားတဲ့အတွက်ကြောင့်ကြည့်ရှုနေသူအားလုံးလည်းတောင်းပန်ပါတယ်အဓိကကျွန်တော်ပါပဲဒီ
ဘယ်လောက်အရေးကြီးတယ်လဲဆိုတာပေါ့နော်ဘယ်လောက်အရေးကြီးတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအသက်တမျှအရေးကြီးတယ်လို့ပဲပြောချင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့အရေးယူမှုဘလို့အရေးယူမလဲဆိုတဲ့ပုံသဏ္ဍာန်လည်းအရေးကြီးတယ်။အရေးယူမှုပြင်းထန်ရင်ပြင်းထန်တယ်လို့စကားစအမြန်ပြုတ်မယ်။စကားစအမြန်ပြုတ်ကျသွားပြီးတော့ဒီမိုကရေစီလမ်းကြောင်းပေါ်အမြန်ရောက်ပြီးဟေ့ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေရဲ့အသက်တွေသိဆိုးမှုတွေလျော့ပါသွားမယ်။စကားစဒီနေ့ပြုတ်ပြီးဟေ့ဆိုလို့ရှိရင်ကျမ်းပတ်စစ်ကောင်စီဒီနေ့မရှိတော့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေဒီနေ့ထပ်ပြီးသေစရာအကြောင်းမရှိတော့ဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအသက်တမျှအရေးကြီးတယ်ဆိုတာဟိုပုံကြီးချက်ပြောတာမဟုတ်ပါဘူးအတိတ်တရားဟုတ်တိအလင်ကမဟုတ်ပါဘူးဒါကျွန်တော်တို့တကယ်ကိုအသက်တမျှကိုအရေးကြီးနေတာပါစကားစတရက်ရှင်ဆက်ပြီးရှင်သန်နေလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေကအဲ့တရက်စာနဲ့အမျှအသက်တွေပေးနေရတာဒီပခတ်တွင်းတွေကခလေးငယ်မိခင်ဝမ်းတွေကခလေးငယ်ရစပြီးတော့တက်ကြီးရွယ်အိုတွေဒီဘိုးဘွားတွေဒီသာသနာရေးဝန်ထမ်းတွေဒီဆရာတော်တွေပေါ့နော်ဆရာတော်တွေဆိုတဲ့နေရာမှာဗုဒ္ဓဘာသာဆရာတော်တွေဒီခရစ်ယာန်ဆရာတော်တွေကအစပေါ့ဘာသာရေးကောင်းဆောင်တွေကအစဘယ်သူမှကိုကျွန်တော်တို့ညင်နေရအောင်ပေါ့နော်ဒါကြောင့်အရေးကြီးတယ်ဆိုတာတော့ဒါအရေးယူမှုပုံသဏ္ဍာန်ကဘလို့ပုံသဏ္ဍာန်ဖြစ်တဲ့တယ်လဲဆိုတော့ကျွန်တော်တို့ခုနပြောသလိုပဲဒီအပြင်းထန်ဆုံးသောအရေးယူမှုဒီဟာဖြစ်စေခြင်းပါတယ်ဒါခုနကလည်းကျွန်တော်ပြောတဲ့ထဲမှာတော့ဟို line မြကြခင်မှာတော့ပါသွားမယ်လို့ထင်တယ်ကျွန်တော်တို့ပြည်သူတွေအတွက်ကတော့ဒီရေးယူမှုကနေပြီးတော့အကျိုးရဖို့ပဲရှိတယ်ပေါ့နော်ဒီကနေထပ်ပြီးတော့နစ်နာစရာတော့မရှိဘူးလို့ကျွန်တော်တို့မြင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီမှာကျွန်တော်တို့အတွက်ကဟိုတကယ်ကိုအဆုံးစွန်အခြေအနေတိရောက်ပြည်သူလူထုကအခုချိန်ဒီကိုရက်ရွာတွေညှို့ခံနေရတယ်ဒီပြည်တွင်းစစ်ကြီးတောက်လောင်နေပေမဲ့သူတို့တွေကဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကိုသူတို့ဆက်ပြီးတော့ပေးဆက်နေတော့မှာနော်ဒါကြောင့်ကျွန်တော်တို့ပြည်သူလူထုကဒီမိုကရေစီနဲ့ထိုက်တန်တဲ့ပြည်သူလူထုဖြစ်ပါတယ်ဒါကြောင့်ဒီမိုကရေစီပြန်လည်ရရှိရေးအတွက်ကိုဒီအရေးကြီးတဲ့ Article 33နဲ့အရေးယူရေးမှာပေါ့နော်နိုင်ငံတွေအနေနဲ့လည်းတွန့်ဆုတ်မနေပဲနဲ့ဗမာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးကိုတကယ်ပဲအလေးထားတယ်ဆိုလို့ရှိရင် Article 33နဲ့အရေးယူရေးကိုဝိုင်းပြီးတော့စူးစမ်းပေးဖို့ပေါ့နော်ပြည်သူလူထုကလည်းအခုလုပ်နေတဲ့ကမ်ပိန်းတွေမှာဝိုင်းဝန်းပြီးတော့ပူးပေါင်းပါဝင်ပေးဖို့တောင်းဆိုဝင်ကိုပြည်သူအတန်ကိုလည်းနိုင်ငံတကာကအလေးအနက်ထားပါတယ်ပြည်သူလူထုရဲ့တောင်းဆိုမှုပေါ့နော်ကျွန်တော်တို့ဗမာစကားပုံတွေလည်းရှိပါတယ်ပြည်တင်းမင်းမခံနိုင်ဆိုတာမျိုးလိုပဲပြည်သူလူထုကအားလုံးကတောင်းဆိုပြီးဟဲ့ဆိုလို့ရှိရင်နိုင်ငံတကာကလည်းဒီလူထုတောင်းဆိုချက်တွေကိုပြစ်ပယ်ထားလို့မရပါဘူးပြည်သူလူထုအတန်နဲရင်နဲတဲ့အလျောက်စကားစားကိုအရေးယူမှုတွေလျော့သွားနိုင်တယ်ဒါကြောင့်ဒီအရေးယူမှုဟာကျွန်တော်တို့ပေါ့သေးသေးမဟုတ်ဘူးဘာမှမဖြစ်ပါဘူးဒီစစ်တပ်ကိုလက်နက်နဲ့တိုက်မှသာလျှင်ဆိုတဲ့ဟာမျိုးမဟုတ်ပါဘူးကျွန်တော်တို့ဗတ်ပေါင်းစုံကနေတိုက်မှသာလျှင်ဒီစစ်တပ်ကအမြန်ဆုံးပြိုကျမှာဖြစ်ပါတယ်လက်နက်နီးကကျွန်တော်တို့ရင်တုန်းကလည်းသုံးပါတယ်အခုလည်းလက်ရှိလက်နက်နီးကလည်းဒီတစ်ဖက်ကသွားနေတယ်လို့မျိုးပဲကျွန်တော်တို့အခုလိုမျိုးလုပ်နေတဲ့ဒီနိုင်ငံတကာရဲ့ pressure ကအင်မတန်အရေးကြီးပါတယ်အရေးယူမှုကလည်းအင်မတန်အရေးကြီးပါတယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့ဒီလိုမျိုး Article 33နဲ့အရေးယူရေးကိစ္စမှာဝိုင်းဝန်းပြီးတော့ပါဝင်ပေးဖို့ကိုလည်းကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျမတို့အလုပ်သမားပြည်သူလူထုအတွက်အင်မတန်အရေးကြီးလာတဲ့သတင်းစကားကိုကျမတို့ဒီပြောကြားပေးရတဲ့အတွက်ဒုဝန်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့ဒုဝန်ကြီးပြောခဲ့သလိုပြည်သူလူထုတရက်လုံးရဲ့ဆန္ဒဖြစ်တဲ့ Article 33ရအရေးယူပြီးတော့ဒီစကားစားကိုအမြင့်ပြတ်ချင်းမုံဖို့အတွက်ကိုပြည်သူဆန္ဒပြည်သူတွေကလိုလားတဲ့အရာဖြစ်တယ်ဆိုတာကိုဒါရှင်းလင်းပေးတဲ့အတွက်ဒုဝန်ကြီးကိုကျေးဇူးတင်ပါတယ်ဆိုတော့ကျမတို့စိတ်ရေးအရာကောပြည်လူထုလှုပ်ရှားမှုနဲ့နိုင်ငံတကာဖိအားတွေကတက်ညီလက်ညီကျမတို့တွားရမယ်ဆိုတော့ဒီစီလုံးညီညွတ်မှုကိုလည်းထင်ဟပ်စေတဲ့ပြောကြားချက်မျိုးဟိုအတွက်ဆွေးနွေးပေးတဲ့အတွက်လည်းကျမအနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ကျမဆက်လက်ပြီးတော့ဒီသုံးဝင်းဆိုင်ရဲ့အလုပ်ရှင်ကိုယ်စားလှယ်ကိုဖိတ်ခေါ်ပြရစီရှင်ဆိုတော့ဒီအာဏာရှင်လက်အောက်မှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီးတော့အရေးယူဆောင်ရွက်မှုရန်နေရာပေါ့လေပုံမှန်33ရအရေးယူဆောင်ရွက်မှုတွေကိုချက်ချင်းပြုလုပ်ပေးနိုင်ဖို့အတွက်ကိုဒီလုပ်ငန်းရှင်တွေအနေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိနေတယ်ပြီးတော့နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးပူးပေါင်းဆောင်ရွက်မှုတွေကိုတင်ပြဆွေးနွေးပါရန်အတွက်သုံးပွင့်ဆိုင်အလုပ်ရှင်ကိုယ်စားလှယ်ဒီမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ MEO ရဲ့ဥက္ကဋ္ဌဦးအောင်မျိုးတန်းကိုဖိတ်ခေါ်ပြရစီရှင်ဟုတ်ကဲ့ခင်ဗျာ
ဖိတ်ခေါ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့စီးပွားရေးတိုးတက်ဖို့အတွက်ကနိုင်ငံအတွင်းမှာနိုင်ငံသားတွေကစီးပွားရေးလုပ်ငန်းတွေကိုလွယ်လွယ်ကူလှုပ်ဆောင်နိုင်မှုလိုပါတယ်အဲ့လိုလုပ်နိုင်ဖို့အတွက်ကလည်းလုပ်ငန်းရှင်အဖွဲ့တွေရဲ့စီးပွားရေးဆိုင်ရာပညာရှင်တွေပူးပေါင်းဆောင်ရွက်နိုင်တဲ့ platform တစ်ခုလိုအပ်ပါတယ်အရင်ကတော့အဲ့နေရာကို UMSCCI ကလှုပ်ဆောင်နေခဲ့ပါတယ်ဆီယနာသိပြီးနောက်မှာတော့ UMSCCI အနေနဲ့လည်းဆီယနာရှင်အလိုကျဆောင်ရွက်နေတာတွေကကျွန်တော်တို့အလို့ရှင်အတွက်ကောနိုင်ငံအတွက်ကောတကယ်ကိုဝမ်းနည်းစရာကောင်းပါတယ်နိုင်ငံရဲ့စီးပွားရေးလုပ်ငန်းအတွက်နည်းနာမှုတွေကိုကာကွယ်ပေးဖို့ UMSCCI အနေနဲ့ပြက်ကွက်မှုတွေအများကြီးရှိခဲ့ပါတယ်စီးပွားရေးလုပ်ငန်းတွေကနိုင်ငံရဲ့ပြည့်ဝမ်းနေပါအစိုးရတွေကပြည့်ဝမ်းကိုမဖောက်ရဘူးဆိုတဲ့စကားရှိပါတယ်အခုစစ်အစိုးရကပြည့်ဝမ်းကိုလည်းဖောက်တယ်ပြည့်ဗန္နာကိုလည်းခိုးတယ်အဲ့ဒီအတွက်နိုင်ငံရဲ့ပြည်သူလူထုဟာဆင်းရဲတဲ့ဆင်းရဲလာတယ်ဒီပြည်စင်တွေကိုကာကွယ်ဖို့တဲ့လုပ်ငန်းရှင်တွေပါဝင်တဲ့အဖွဲ့အစည်းတွေလိုအပ်ပါတယ်အဲ့ဒါကြောင့်အခုလိုထိခိုက်နေတာတဲ့လုပ်ငန်းတွေနဲ့အလုပ်ရှင်တွေကိုကာကွယ်ပေးနိုင်ဖို့မြန်မာနိုင်ငံအလုပ်ရှင်များအဖွဲ့ MEO ကိုဖွဲ့စည်းတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စစ်ကောင်စီကို Article 33ရအရေးယူနိုင်ရေးနဲ့စစ်ကောင်စီကြောင့်ထိခိုက်နေတာတဲ့စီးပွားရေးလုပ်ငန်းတွေနဲ့အလုပ်ရှင်တွေကိုအကာအကွယ်ပေးနိုင်ဖို့နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့ IOE နိုင်ငံတကာအလုပ်သမားအဖွဲ့ ILO နဲ့ Asia Pacific Regional ILO Bureau ဖြစ်တဲ့ ATAM လို့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေအများကြီးလုပ်နေပါတယ်စစ်ကောင်စီရဲ့ဖိနှိပ်မှုတွေကြောင့်ထိခိုက်ရတဲ့လုပ်ငန်းတွေအလုပ်ရှင်တွေကိုလက်လန်းမီတော့စင်းပြုစုပြီးတော့အဲ့ဒီလုပ်ငန်းတွေနဲ့လုပ်ငန်းရှင်တွေဖိနှိပ်ခံရမှုတွေကို ILO IOE ATAM လို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတင်ပြပြီးတော့အရေးယူနိုင်ရေးဆောင်ရွက်နေပါတယ်ဇွန်လမှာပြုလုပ်မဲ့ ILC နိုင်ငံတကာအလုပ်သမားညီလာခံမှာလည်းစစ်ကောင်စီကိုအရေးယူရေးနဲ့မြို့သားညီညွတ်ရေးအစိုးရ NUG ကိုအသိအမှတ်ပြုနိုင်ရေးအတွက်လည်းသက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်မှုတွေလှုပ်ဆောင်နေပါတယ်။တိုင်းရင်းသားဒေသမှာရှိတဲ့လုပ်ငန်းများအလုပ်ရှင်များနဲ့လည်းပူးပေါင်းပြီးတော့လွတ်လပ်ပြီးရှင်ပြိုင်နိုင်တဲ့လုပ်ငန်းများဖြစ်ပေါ်လာစေရေးစီးပွားရေးဆိုင်ရာကျင့်ဝတ်များကျင့်သုံးနိုင်ရေးအတွက်နဲ့သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ညှိနှိုင်းဆောင်မှုတွေလုပ်နေပါတယ်။ကျွန်တော်တို့တိုင်းပြည်ရဲ့ပြည်သူလူထုချမ်းသာဖို့အတွက်ပြည်ဝမ်းကိုဖောက်ပြီးတော့ပြည်ဗန္နာကိုခိုးယူနေတဲ့စစ်အာဏာရှင်ပြုတ်ကျသွားဖို့အရေးတကြီးလိုအပ်နေပါတယ်။အဲ့လိုပြုတ်ကျသွားဖို့အတွက်စစ်ကောင်စီကို Article 33ရအရေးယူနိုင်ရေးပြည်သူလူထုတရက်လုံးရဲ့ထောက်ခံပါဝင်မှုလိုအပ်နေပါတယ်။အဲ့ဒီအတွက်ပြည်သူလူထုတရက်လုံးမှစစ်အာဏာရှင်အစိုးရအား Article 33ရအရေးယူနိုင်ရေးပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါလို့တိုက်တွန်းနေအဆုံးသတ်ပေးရစီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အရေးတော်ပုံအောင်ရမည်ဟုတ်ကဲ့ပါဆိုတော့ကျမတို့ဒီသုံးမင်းဆိုင်ရဲ့ဒီအလုပ်ရှင်ကိုယ်စားလှယ်အနေနဲ့ပေါ့လေကျမတို့ဒီလက်ရှိဆောင်ရွက်ချက်တွေနဲ့ပြီးတော့ပြည်သူလူထုကိုတိုက်တွန်းလို့ဆိုရတဲ့စကားပြောကြားပေးရတဲ့အတွက်အလုပ်ရှင်ကိုယ်စားလှယ်ကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဆိုတော့ကျမတို့ဒီ live talk show ကိုအဆုံးသတ်ရမယ့်အချိန်ရောက်ပါပြီရှင်ဒီ2025ခုနှစ် March လ15ရက်နေ့မြန်မာစံတော်ချိန်ညနေ6:00 နာရီတိတိမှာကျမတို့စတင်ပြီးတော့ဆွေးနွေးတဲ့live talk show อ่ะဆိုလို့ရှိရင်အခုည9:15မိနစ်မှာကျမတို့ live ပြီးဆုံးတာဖြစ်ပါတယ်ရှင်ဆိုတော့ဒီ ILO ရန်နေရမှာတဆင့်ဒီအကြက်ဖက်စစ်ကောင်စီကိုအမြင့်ဖြတ်ဖြိုချရေးတိုက်ရိုက်ဆွေးနွေးပွဲမှာဒီပါဝင်ဆွေးနွေးပေးကြပါတော့ဒီသုံးဝင်းဆိုင်ကိုယ်စားလှယ်များဖြစ်တဲ့အစိုးရကိုယ်စားလှယ်ဒီဒုဝန်ကြီးဦးကျော်နီအလုံသမားကိုယ်စားလှယ်ဒေါ်ခိုင်စာအောင်အလုံရှင်ကိုယ်စားလှယ်များဖြစ်တဲ့ဦးအောင်မျိုးသက်ဦးဝင်မှုသွင်တို့ကိုကျမတို့ဒီသုံးဝင်းဆိုင်အလုံသမားဝန်ကြီးဌာနဦးဆောင်ရွက်တဲ့သူကိုစားကျမမဖောင်ယူကနေကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်